ကျိုးမဲ့ခြင်းနဲ့အကျိုးရှိခြင်းဤအကြောင်းတရားများတဲ့အကျိုးမဲ့ခြင်းတရားတွေအကျိုးရှိခြင်းတရားတွေဆိုတာဘဝမှာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူးသူတို့ကိုဖန်တီးနေတဲ့အကြောင်းတရားတွေရှိတယ်အဲ့တော့မြတ်စွာဘုရားကတတ္တဝါတွေရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့တတ္တဝါတွေကိုအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးနေတဲ့အတွင်းအကြောင်းတရားများရှိတယ်အတွင်းအကြောင်းတရားများရှိတယ်လို့အပြင်ဘက်မှာလည်းပဲတတ္တဝါတွေကိုအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးနေတဲ့အပြင်အကြောင်းတရားများလည်းရှိတယ်ဆိုပြီးတော့အတွင်းအကြောင်းတရားများအပြင်အကြောင်းတရားများလို့ကိုယ်ကြောင့်ဝေဖန်ပြီးတော့ဟောထားပါတယ်အဲ့ဒါဦးဇင်းတို့စူးစီးပြီးတော့ကြည့်လိုက်တဲ့အခါမှာတတ္တဝါတွေရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့တတ္တဝါတွေကိုပဲအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးနေတဲ့အတွင်းအကြောင်းတရားတွေကိုဘယ်လောက်တွေ့ရတော့ဆိုတော့အေဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာ9တွဲလောက်တွေ့ရတယ်ပေါ့ကောင်းတာက9မျိုးမကောင်းတာက9မျိုးလို့ဆိုကြပါစို့မိမိတို့ရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့မိမိတို့ကိုအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးနေတဲ့အကြောင်းတရားများဘယ်နှတွဲရှိလဲ9တွဲရှိတယ်တဲ့အဲ့ဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့ရှိရှိလက်ရှိလေးမှတ်သားကြည့်ကြမယ်နော်ပထမတွဲမြတ်စွာဘုရားကဘာဟောတာတုံးဆိုတော့ပမာဒနဲ့အပမာဒပမာဒဆိုတာကမိမိလျော်ရောပေါ့ပေါ့ဆာဆာဖြစ်တယ်လို့နေတဲ့သဘောအပမာဒဆိုတာကမမိမလျော်မပေါ့မဆာတတိတရားနဲ့နေတဲ့သဘောပမာဒရဲ့အဓိပ္ပာယ်အပမာဒရဲ့အဓိပ္ပာယ်ကိုပေးသက်ပေါင်းသူတော်ကောင်းတို့အကျဉ်းများအဖြစ်တော့အလုံးနားလည်ထားကြပြီးသားပါအဲ့ဒီပမာဒနဲ့အပမာဒဟာတတ္တဝါတွေကိုအကျိုးမဲ့အောင်အကျိုးရှိအောင်အများကြီးဖန်တီးနေတဲ့အကြောင်းတရားများပမာဒောဘိက္ခဝေမဟာတောအနတ္ထာယတံဝတ္တတိပမာဒဆိုတဲ့တရားကတတ္တဝါတွေကိုမဟာတောအနတ္ထာယတံဝတ္တတိများစွာအကျိုးစီးပွားမဲ့အောင်ဖန်တီးနိုင်တဲ့စွမ်းရည်တတိရှိတယ်မိမိရောရောပေါ့ပေါ့ဆာဆာဘဝမှာဖြစ်တယ်လို့နေနေမယ်ဆိုလို့ရှိရင်အဲ့ဒီမိမိရောရောပေါ့ပေါ့ဆာဆာဖြစ်တယ်လို့နေနေတဲ့ပမာဒတရားကပဲတတ္တဝါတွေကိုအကျိုးမဲ့အောင်အကျိုးမဲ့ဆိုတဲ့နေရာမှာလည်းပဲမဟာတောဆိုတဲ့စကားလေးနဲ့ဝိသေသနာပြုတ်ပြီးတော့မြတ်စွာဘုရားဟောတယ်မဟာတောဆိုတာကြီးကျယ်စွာသောလို့အဓိပ္ပာယ်ရတယ်ပမာဒနဲ့သာနေမယ်ဆိုရင်တော့အလွန်ကြီးကျယ်တဲ့အကျိုးမဲ့တွေဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်နော်အဲ့လိုပဲဦးဇင်းတို့ဆန့်ကျင်ဘက်အနေနဲ့အပမာဒတရားနဲ့သာနေမယ်ဆိုရင်တော့အပမာဒောဘိက္ခဝေမဟာတောအဋ္ဌာယတံဝတ္တတိတဲ့အပမာဒဆိုတဲ့တရားကတော့တတ္တဝါတွေကိုများစွာအကျိုးစီးပွားတွေကိုဖြစ်ထွန်းစေလိမ့်မယ်ဒီနေရာမှာအကျိုးစီးပွားဆိုတာလောကီအကျိုးစီးပွားလည်းပါတယ်လောကုတ္တရာအကျိုးစီးပွားလည်းပါတယ်လို့နားလည်ရမှာနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပထမတွဲပမာဒသည်တတ္တဝါကိုအကျိုးမဲ့စေတယ်အပမာဒသည်တတ္တဝါကိုအကျိုးရှိစေတယ်ဒီနေရာမှာပမာဒနဲ့အပမာဒရဲ့စွမ်းရည်တတိတွေကုံအောင်ပြောဖို့ပဲလွယ်ပါမလဲဟုတ်အရင်တို့တိမိအောင်ပြောเสียပါဠိတော်လေးတစ်ခုရှိတယ်ရေကေရှိအကုသလဓမ္မတဗ္ဗေတိပမာဒမူလကံရေကေရှိခသိန်းကုန်သောအကုသလဓမ္မအကုသိုလ်တရားတို့သည်အဋ္ဌိတန္တိရှိပါကုန်၏တဗ္ဗေခသိန်းကုန်သောတေအကုသလဓမ္မထိုအကုသိုလ်တရားတို့သည်ပမာဒမူလကံမေ့လျော့ခြင်းပမာဒတရားလင်အကြောင်းရင်းမူလရှိကြပါပေကုန်၏မကောင်းမှုအကုသိုလ်တရားတွေရုပ်မျက်မှုမှန်သမျှအကုသိုလ်တရားတွေပမာဒဆိုတဲ့မေ့လျော့ခြင်းကိုအခြေခံပြီးတော့ဖြစ်တာတဲ့မေ့နေမယ်ဆိုရင်အကုသိုလ်မျိုးစုံဖြစ်နိုင်မယ်ပေါ့အကုသိုလ်မျိုးစုံဖြစ်ပြီဆိုရင်တော့အဲ့ဒါဆင်းရဲမျိုးစုံဖြစ်တော့မှာပဲလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီတစ်ချက်တည်းနဲ့ပမာဒရဲ့ဆိုးဝါးတဲ့နေရာမှာစွမ်းရည်တတိဘလောက်ကြီးကျယ်တယ်ဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါလိုပဲဦးဇင်းတို့စန့်ကျင်ဘက်အနေနဲ့ရေကေရှိကုသလဓမ္မတဗ္ဗေတိအပမာဒမူလကံရေကေရှိခသိန်းကုန်သောကုသလဓမ္မကုသိုလ်တရားတို့သည်အဋ္ဌိတန္တိရှိကြပါပေကုန်၏တဗ္ဗေခသိန်းကုန်သောတေကုသလဓမ္မထိုကုသိုလ်တရားတို့သည်အပမာဒမူလကံအပမာဒလျင်အကြောင်းရင်းမူလရှိကြပါပေကုန်၏အလုံးစုံသောကောင်းမြတ်မှုတွေစင်ကြယ်မှုတွေအပြည့်ကင်းမှုတွေကုသိုလ်တရားတွေဆိုတာရှိတယ်တဲ့အဲ့ဒီကုသိုလ်ကောင်းမှုမှန်သမျှသည်အပမာဒဆိုတဲ့မမေ့မလျော့မပေါ်မဆ
တတိတရားနဲ့နေခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တာလို့အပမာဒရဲ့စွမ်းရည်တတိနော်အပမာဒဆိုတာရှိရင်ကုသိုလ်ကောင်းမှုမျိုးစုံကိုဖြစ်လိမ့်မယ်လို့မျှော်လင့်နိုင်တယ်ပေါ့ကုသိုလ်ကောင်းမှုမျိုးစုံဖြစ်ပြီဆိုရင်တော့ချမ်းသာဒုက္ခမျိုးစုံဆက်ပြီးတော့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဒီအပမာဒနဲ့ပတ်သက်ပြီးတော့ကုန်းတော်ဝါတွေရဲ့ခြေရာထဲမှာဆင်ခြေရာကိုအကြီးဆုံးလို့ဆိုရတယ်တဲ့ဘယ်ကုန်းတော်ဝါရဲ့ခြေရာမျိုးကိုမဆိုဆင်ခြေရာထဲကိုထည့်လိုက်ရင်အကျုံးဝင်သွားတာကြီးပဲပေါ့အဲ့လိုပဲသူတော်ကောင်းတရားမှန်လို့ရှိရင်အပမာဒထဲမှာအကျုံးဝင်ရတာကြီးပဲအပမာဒတရားဟာအထွတ်အမြတ်ဆုံးတရားဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်ဒါကြောင့်ပိဋက3ပုံမြတ်စွာဘုရား45ပါးကာလကြာဟောခဲ့တဲ့တရားဒေသနာတွေအလုံးကိုအပမာဒဆိုတဲ့တရားတစ်လုံးထဲမှာထည့်သွင်းရင်ဝင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားပြိဋိဘံစံဃာနီးမှာပစ္စည်းမဝဆနာနောက်ဆုံးစကားဆိုပြီးတော့ဗာပြောခဲ့လေဒေသပေါင်းသူတော်ကောင်းတို့အလုံးမှတ်သားထားဖို့ပြတာပါဟန္တာဒန္တိဘိက္ခဝေအာမန္တယာမိဟောဝယဓမ္မသင်္ခါရအပမဒေနသမ္ပါဒေတာယဟန်တို့တဲ့ငါနောက်ဆုံးစကားပြောခဲ့မယ်သင်္ခါရတရားတွေဆိုတာပျက်စီးသွားတဲ့သဘောပဲရှိတယ်နော်ဒါကြောင့်မို့လို့အပမာဒဆိုတဲ့မမိမလျော့မပုတ်မဆနေထိုင်ခြင်းဆိုတဲ့ဒီတတိတရားဖြင့်တမ္ပါဒေထသီလသမารိပညာသိက္ခာ၃ရဲ့အကျင့်မြတ်ကိုတိစ္ဆပြီးအောင်ကြိုးစားရကြလို့ဓမ္မစွာဘုရားရဲ့နောက်ဆုံးစကားပဲဒါကိုပြောပြီးတော့မြတ်စွာဘုရားဘာမှအမိန့်မရှိတော့ဘဲနဲ့ဓပတိနိဗ္ဗာန်ဆံသွားတယ်ပေါ့သင်္ခါရတရားတွေဆိုတာပျက်စီးတတ်တဲ့သဘောရှိတယ်ဒါကြောင့်မမိမလျော့မပုတ်မဆတတိတရားဖြင့်အလုံးစုံသောကိစ္စတွေကိုပြီးစီးအောင်ဆောင်ရွက်ကြရမယ်ဒီနေရာမှာအလုံးစုံသောကိစ္စတွေပြီးစီးအောင်ဆောင်ရွက်ရမယ်ဆိုတာအရဟတမေညာအရဟတပုံညာရအောင်ဆောင်ရွက်ရမယ်လို့ပြောတာပါယဟန္တာဖြစ်မှကိစ္စအလုံးဆိုတာပြီးတာယဟန္တာမဖြစ်သေးသည်မြတ်ကိစ္စဆိုတာမပြီးဘူးပေါ့ဟုတ်လားအေးအဲ့ဒါလိုအရဟတမေညာအရဟတပုံညာကိုရဖို့ဆိုရင်လည်းပဲသီလသမารိပညာသိက္ခာ၃ရဲ့အကျင့်မြတ်ကိုကျင့်သုံးရမယ်အဲ့ဒီသီလသမารိပညာသိက္ခာ၃ရဲ့အကျင့်မြတ်ဟာလည်းပဲတတိနဲ့ကင်းပြီးတော့ဖြည့်ရုံထုံးစံမရှိဘူးဒါကြောင့်မြတ်စွာဘုရားက45ပါးကာလကြာအောင်ဟောခဲ့တဲ့တရားဒေသနာတော်တွေအလုံးကိုအပမာဒဆိုတဲ့တတိတရားတစ်လုံးထဲမှာထည့်သွင်းပြီးတော့နောက်ဆုံးပိတ်ဩဝါဒပေးခဲ့တယ်လို့ထေရဝါဒဆရာမြတ်ကြီးများကနောက်အဲ့ဒီနားမှာအတိတ်ပဲဖွင့်ပြီးတော့ပြထားတာရှိတယ်ပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အပမာဒတိတတ္တဝါကိုဘလောက်အကျိုးမဲ့စေပမာဒတိတတ္တဝါကိုဘလောက်အကျိုးမဲ့စေတယ်အပမာဒတိတတ္တဝါကိုဘလောက်အကျိုးရှိသေးတယ်ဆိုတာကိုဦးဇင်းတို့ပြောပြလို့ကုန်နိုင်မလားမကုန်နိုင်ဘူးဒီကနေ့ပြောမှာကအတွင်းအကြောင်းက9မျိုး9တွဲတောင်ပြောမှာဟုတ်လားတွဲကိုဦးဇင်းတို့အများကြီးအချိန်ယူလို့မရဘူးပေါ့နော်ဒါကြောင့်နံပါတ်1မှတ်ရမယ့်အတွဲဒီပမာဒနဲ့အပမာဒအတွဲမိမိရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့မိမိကိုအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးနေတဲ့တရားနောက်ဒုတိယအတွဲကိုကျတော့မြတ်စွာဘုရားပါဆက်ဟောပြထားတော့ဒုတိယအတွဲကျတော့ကောသစ္စာနဲ့ဝိရိယတဲ့ကောသစ္စာဆိုတာကပြင်းရည်ခြင်းပေါ့ဝိရိယတရားဆိုတာကကြိုးစားအထုတ်ခြင်းဒီနေရာမှာဒီတရားတွေဟာဆန့်ကျင်ဘက်တရားဖြစ်တဲ့အတွက်ကြောင့်ကောသစ္စာကိုပြောရင်လည်းပဲဝိရိယကိုနားလည်နိုင်တယ်ဝိရိယကိုပြောရင်လည်းပဲကောသစ္စာရဲ့အဓိပ္ပာယ်ကိုတွေ့ဝိုက်ပြီးတော့နားလည်နိုင်တယ်ပေါ့အဲ့တော့ဦးဇင်းတို့ဝိရိယဆိုတာဘာကိုပြောတာတော့ကြိုးစားအထုတ်မှုတိုင်းကိုမြတ်စွာဘုရားကြီးမွမ်းတာမဟုတ်ဘူးကြိုးစားအထုတ်မှုတိုင်းဟာလည်းပဲတမ္ပပဒံလုံလဝိရိယလို့မဆိုနိုင်ဘူးဒီနေရာမှာမြတ်စွာဘုရားကြီးမွမ်းတဲ့လုံလဝိရိယမျိုးဆိုတာကမဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်အောင်ကြိုးစားတဲ့ဝိရိယမျိုးဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားတဲ့ဝိရိယမျိုးမဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်ကြိုးစားတဲ့ဝိရိယမျိုးဖြစ်ပြီးသားကုသိုလ်တရားတွေကိုတိုးတက်ခိုင်မြဲသွားအောင်ကြိုးစားတဲ့ဝိရိယမျိုးဆိုပြီးတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ကြိုးစားတာ2ချက်ကုသိုလ်နဲ့ပတ်သက်ပြီးတော့ကြိုးစားတာ2ချက်ပေါ့အဲ့ဒါကိုပဲဦးဇင်းတို့တမ္ပပဒံလုံလဝိရိယလို့လည်းဆိုတယ်တမ္မာဝါယမလို့လည်းဆိုတယ်ပေါ့အဲ့ဒီလုံလဝိရိယသာရှိမယ်ဆိုလို့ရှိရင်မဟာတောအဋ္ဌာယတံဝတ္တတိအဲ့ဒီတတ္တဝါဟာများစွာအကျိုးရှိပွားဖြစ်ထွန်းစေလိမ့်မယ်ဟုတ်လားစန့်ကျင်ဘက်အနေနဲ့အကုသိုလ်တရားတွေကိုပယ်ရှားဖို့ကြိုးစားတဲ့ဝိရိယမရှိဘူးကုသိုလ်တရားတွေကိုဖြစ်ပေါ်အောင်ကြိုးစားတဲ့ဝိရိယမျိုးမရှိဘူးဆိုရင်တော့အဲ့ဒါဘာလို့ကောသစ္စာပြင်းရည်တယ်လို့ဆိုရတယ်ပေါ့အဲ့ဒါလို့သာပြင်းရည်နေမယ်ဆိုရင်တော့မဟာတောအနတ္ထာယတံဝတ္တတိ
အဲ့ဒီတတ္တဝါအများကြီးအကျိုးမဲ့တွေကိုရင်ဆိုင်ရလိမ့်မယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒုတိယအတွဲတတ္တဝါတွေရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့တတ္တဝါတွေကိုအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးကြိုးကင်နေတဲ့တရားတွေကဘာလဲလို့မေးရင်ကောသစ္စာဆိုတဲ့ပြည့်ရည်ခြင်းနဲ့ဝရိယဆိုတဲ့ကြိုးစားအထောက်ခြင်းဟုတ်လားကြိုးစားအထောက်မှုမရှိဘဲနဲ့လောကီအကျိုးရှိပွားလောကုတ္တရာအကျိုးရှိပွားဘာမှမရနိုင်ဘူးနော်ဒါပိတ္တတို့အလုံးနားလေပါတယ်ဟုတ်လားဟေးလောကီအကျိုးရှိပွားကိုတောင်းကြိုးစားအထောက်မှုမရှိဘဲနဲ့မရနိုင်ဘူးဆိုရင်လောကုတ္တရာအကျိုးရှိပွားဆိုတာကြတော့ပို့ပြီးတော့ဝေးသွားတာပေါ့ဒါကြောင့်မြတ်စွာဘုရားကနေယိတံတိဋ္ဌိလမာရဘနေယိတံအပေနဌာနတာနော်နည်းနည်းလေးသောအစွမ်းတတ္တိနည်းနည်းလေးသောလုံလဝရိယနဲ့ဒီအနှောင်အဖွဲအထုံးအဖွဲ့တွေအလုံးကလွတ်မြောက်ရန်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဟောတာဒါကြောင့်ပိဋကဘောတတော်ကောင်းတို့ဒုတိယအတွဲကိုကောသစ္စာနဲ့ဝရိယပြင်းရည်ခြင်းနဲ့ကြိုးစားခြင်းဘယ်နှတွဲရှိပြီတော့ဗျနှစ်တွဲရှိပါပြီနော်နောက်ဦးဇင်းတို့တတိယအတွဲကိုကြတော့ဘာဆက်အမိန့်ရှိထားတော့မဟိစ္ဆနဲ့ပါပိစ္ဆမဟိစ္ဆနဲ့အပိစ္ဆမဟိစ္ဆဆိုတာကအလိုကြီးတာလောဘအလွန်ကြီးတဲ့သဘောပေါ့အပိစ္ဆဆိုတာကအလိုနည်းတဲ့သဘောဒီနေရာမှာဦးဇင်းတို့လူငယ်တွေအကျဉ်းချင်းနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်မဟိစ္ဆဆိုတာကမိမိမှာမရှိတဲ့ဂုဏ်မျိုးကိုရှိတယ်လို့ထင်စေခြင်းဒီအထိအလိုဆန္ဒတွေကြီးမားလာသူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့စိတ်မျိုးတရားပုံရဲ့အပြင်ဘက်ကိုထွက်သွားတဲ့လောဘမျိုးဒါကိုပါတော့မဟိစ္ဆအပိစ္ဆဆိုတာကြတော့သူကအလိုအလွန်နေတဲ့သဘောဟုတ်လားကိုယ်မှရှိနေတဲ့ဂုဏ်ကိုတောင်သူများမသိစေခြင်းကိုအလွန်အလိုနေတဲ့သဘောပေါ့အဲ့ဒါမဟိစ္ဆတရားသည်မဟာတောအနတ္တယသဝတ္တတိတတ္တဝါတွေကိုများစွာအကျိုးရှိပွားမဲ့စေတယ်အပိစ္ဆတရားကတော့မဟာတောအဋ္ဌာယသဝတ္တတိတတ္တဝါတွေကိုများစွာအကျိုးရှိပွားဖြစ်ထွန်းစေတယ်အဲ့ဒီအကျိုးရှိပွားဆိုတာတွေထဲမှာနိဗ္ဗာန်ချမ်းသာလည်းပါတယ်လို့နားလည်ကြရမှာနော်အေးဒီနေ့မှာဦးဇင်းတို့အပိစ္ဆအလိုနေတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့မှာဘာကိုအမှတ်ရမိတော့ဆိုတော့ဟတ္ထလဝကမင်းသားကိုအမှတ်ရမိတယ်ပေါ့နော်ဟတ္ထကပေတတို့ကြားဖို့ပါတယ်အလဝကပီလီကြီးကိုမြတ်စွာဘုရားချွတ်တော့အာလူပြည်ရှင်ဘုရင်ကသူ့ရဲ့သားလေးကိုဘလူးကိုဆက်တရတာလေအဲ့ဒီကလေးကိုဆက်တဖို့ရောက်လာတော့ဘလူးကြီးကမြတ်စွာဘုရားကချစ်ချွတ်လို့ယဉ်ကျေးပြီးသားဖြစ်နေပြီပေါ့အဲ့ဒါနဲ့ဘလူးကသူ့အတွက်အစာအဖြစ်ရောက်လာတဲ့ဒီကလေးကိုမြတ်စွာဘုရားကိုလှူတယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီကလေးကိုမင်းကြီးနေရဲ့လက်ထဲကိုပြန်ပြီးတော့ပေးလိုက်တယ်အဲ့ဒါမင်းကြီးနေရဲ့လက်ကနေဘလူးရဲ့လက်ဘလူးရဲ့လက်ကနေမြတ်စွာဘုရားလက်မြတ်စွာဘုရားလက်ကနေမင်းကြီးနေရဲ့လက်အဆက်ဆက်ပြောင်းနေလို့သူ့ကိုဟတ္ထကလို့နာမည်ပေးလိုက်တာပေါ့အဲ့ဒီကလေးလေးကိုအဲ့ဒါနောက်တော့အဲ့ဒီမင်းသားလေးကမြတ်စွာဘုရားရဲ့သာသနာတော်မှာအလွန်တရာမှထင်ရှားတဲ့နော်လူသားတွေကိုသင်္ဃာတရားနဲ့ချီးမြှောက်တဲ့နေရာမှာအတော်ဆုံးလို့မြတ်စွာဘုရားချီးမွမ်းတာကိုခံယူရရှိတဲ့နော်ဟတ္ထကမင်းသားဆိုပြီးတော့ဖြစ်လာတယ်နော်အနာဂတ်အရိယာပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အလွန်တော်တဲ့ပုဂ္ဂိုလ်ပါအဲ့ဒီဟတ္ထကရဲ့အကြောင်းကိုဦးဇင်းတို့ဘာဖြစ်လို့အမှတ်ရတာတုံးဆိုတော့ခါတစ်ပါးမှာမြတ်စွာဘုရားကယဟန်တော်တွေကိုအမိန့်ရှိတယ်တဲ့ဘယ်လိုအမိန့်ရှိတုံးဆိုတော့ယဟန်တို့ဟတ္ထကဆိုတဲ့ပုဂ္ဂိုလ်ဟာအလွန်တရာအံ့ဩစရာကောင်းတဲ့ဂုဏ်ကြီး9မျိုးနဲ့ပြည့်စုံနေတဲ့အဲ့ဒါဘာလို့ဆိုတော့နံပါတ်1တတ္တတရားဆိုတဲ့ယုံကြည်မှုအလွန်တရာမှကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နံပါတ်2သီလတရားကိုကျင့်တရားအလွန်စင်ကြယ်တန်ရှင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ဟိရိဥတ္တပမကောင်းမှုကိုပြုရမှာရှစ်တက်တဲ့သဘောကြောက်တတ်တဲ့သဘောဒီဟိရိဥတ္တပတရားနဲ့လည်းပဲအလွန်မှပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်တုတ္တတရားမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတွေကိုများစွာကြားဖို့နာဝရှိတဲ့တုတ္တယတနာနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်စာကတရားဆွန့်လွတ်ခြင်းလှူဒန်းခြင်းဆိုတဲ့တရားနဲ့လည်းအလွန်မှပြည့်စုံကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ပညာတရားတဲ့နောက်အတိအလိမ္မာဉာဏ်ပညာနဲ့လည်းအလွန်မှကြီးကြီးမားမားပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့သူတော်ကောင်းတွေမျက်နှိုးတဲ့တတ္တတေလဟိရိဥတ္တပတုတ္တစာကပညာနော်ဒီတရား9မျိုးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်အဩဘွယ်ကောင်းတဲ့ဂုဏ်ကြီး9ရက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့မှတ်ရမယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုအမိန့်ရှိတာအဲ့လိုအမိန့်ရှိတော့ယဟန်တစ်ပါးကမနဲ့လင်းတော့တပိတ်ပိုက်သင်္ကန်းယုံပြီးတော့အဲ့ဒီဟတ္ထကမင်းသားရှိရာကိုကြွသွားတယ်ကိုရောက်တော့ခင်းထားတဲ့နေရာမှာထိုင်ပြီးတော့မြတ်စွာဘုရားကယဟန်တော်တွေကိုအမိန့်ရှိတဲ့အကြောင်းကိုဟတ္ထကကိုပြောပြတာပေါ့
တခါကြီးမြတ်စွာဘုရားကတခါကြီးကိုအလုံးအောစရာကောင်းတဲ့ဂုံကြီး9ရက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ယဟန်တော်တွေကိုအမိန့်ရှိတယ်လို့ပြောပြတော့ဟထကဗာပြောလို့အရှင်ဘုရားတဲ့မြတ်စွာဘုရားအဲ့ဒါလို့အမိန့်ရှိနေတဲ့အချိန်မှာအဲ့ဒီမြတ်စွာဘုရားရဲ့ဘေးနားမှာအဝိဖြူဝတ်တဲ့လူတရားဓမ္မတွေတစုံတယောက်များရှိနေပါသလားတဲ့အဲ့ဒီခေတ်ကမြတ်စွာဘုရားခေတ်ကတရားဓမ္မတွေကိုအဝိဖြူဝတ်တဲ့လူလို့အဲ့လိုသုံးနှုန်းတာရှိတယ်အဲ့လိုမေးတဲ့အခါကျတော့ယဟန်တော်ကတရားကြီးတဲ့မြတ်စွာဘုရားအဲ့လိုတင့်ရဲ့ဂုံကြီးတွေကိုအမိန့်ရှိနေတဲ့အချိန်မှာအဝိဖြူဝတ်တဲ့လူတရားဓမ္မတယောက်မှမရှိပါဘူးတဲ့ရှင်ဘုရားတဲ့အဲ့လိုလူတရားဓမ္မတွေတယောက်မှမရှိဘူးဆိုရင်တော့တော်သေးတာပေါ့ဘုရားလို့သူကအဲ့လိုပြောတယ်တဲ့အဲ့ဒါကိုလည်းပဲအဲ့ဒီယဟန်ကအဲ့ဒီတည်င်းကိုပြန်ပြီးတော့တဲလာတယ်မြတ်စွာဘုရားကြီးကိုမြတ်စွာဘုရားကဟထကဟာအလွန်အောစရာကောင်းတဲ့ဂုံကြီး9ရက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့သူ့ကိုတပည့်တော်သွားပြောတော့ဝိဖြူဝတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနားမှာများရှိလေသလားလို့မေးတယ်မရှိဘူးဆိုတော့မှမရှိရင်တော်သေးတာပေါ့ဘုရားလို့သူကပြောတယ်အဲ့ဒါကအဓိပ္ပာယ်ကဘာလို့ဆိုတော့သူ့ကိုမြတ်စွာဘုရားကချီးမွမ်းတာသူ့မှာဒီဂုံလေးရှိနေတယ်ဆိုတာကိုသူများမသိစေချင်သူများသိမှာကိုသူရှင်းနိုးတဲ့သဘောရှိတာဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီယဟန်ကအဲ့လိုလျှောက်တဲ့အခါမှာဘာအမိန့်ရှိအောင်ဆိုတော့ယဟန်တို့တဲ့အဲ့ဒီဟထကဟာသောတာတိလဟိရိဥတ္တပသုတ္တစာကပညာဒီတရား9မျိုးနဲ့ပြည့်စုံလို့အံ့ဩဖွယ်ကောင်းတဲ့ဂုံကြီး9ရက်နဲ့ပြည့်စုံရုံမြတ်မကဘဲနဲ့နံပါတ်10ခုမြောက်ဂုံကြီးလို့ဆိုရမယ်အပိစ္ဆအလိုနေတဲ့ဂုံနဲ့မှပြည့်စုံတဲ့ပုဂ္ဂိုလ်လို့သင်္ချင်သားတို့မှတ်ရမယ်လို့မြတ်စွာဘုရားကဆက်ပြီးတော့အမိန့်ရှိတယ်ဟုတ်လားကိုယ်မှာရှိနေတဲ့ဂုံကိုတောင်ရှိနေတယ်လို့သူများကိုသိသွားမှဆိုတာအဲ့ဒါပါလေဗျာအပိစ္ဆနော်ဒါကြောင့်အလိုနေဖို့ဆိုတာသိပြီးတော့မလွယ်လာဘူးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါလို့ဒီအလိုနေမယ်ဆိုရင်တော့မဟာတောအဋ္ဌာယအလွန်ကြီးကျယ်တဲ့အကျိုးစီးပွားနဲ့ပြည့်စုံမယ်လို့မြတ်စွာဘုရားဟောထားတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်တို့တတိယအတွဲကဘာလို့မဟိစ္ဆအလိုကြီးခြင်းနဲ့အပိစ္ဆအလိုနေခြင်းတတ္တဝါတွေရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့တတ္တဝါတွေကိုများစွာအကျိုးမဲ့အောင်များစွာအကျိုးရှိအောင်ဖန်တီးနေတဲ့အကြောင်းတရားတွေဟုတ်ရဲ့လားလောကကြီးကပုဂ္ဂိုလ်တ attva တို့သူတို့ငါတို့ဆိုတာတကယ်တမ်းကရှိတာမဟုတ်သူသဘောတိုင်းဖြစ်တာလည်းမဟုတ်ဘူးငါသဘောတိုင်းဖြစ်တာလည်းမဟုတ်ဘူးဓမ္မသဘာဝတွေရဲ့အကြောင်းအားလျော်စွာဖြစ်နေကြတာအကျိုးမဲ့စရာအကြောင်းတွေရှိရင်တော့အကျိုးမဲ့မှာပဲအကျိုးရှိစရာအကြောင်းတွေရှိရင်တော့အကျိုးရှိမှာပဲအကြောင်းတရားတို့ရဲ့နော်အနေအထားပေါ်မှာမူတည်ပြီးတော့အကျိုးမဲ့ခြင်းအကျိုးရှိခြင်းဆိုတာဖြစ်နေကြတာဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်တို့ဒီတရားလေးကိုနားတဲ့ချိန်မှာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်လေးကိုခိတ္တခဏဖြောက်ပြီးတော့ဓမ္မသဘာဝတက်တက်အလုတ်လုတ်နေကြပုံနော်တရားသဘောတို့ရဲ့စွန့်ရည်တတ္တိကိုပဲနော်အဓိကစိတ်ထဲကညံဆိုင်ပြီးတော့နာယူကြရမယ်ပေါ့ဟုတ်ရဲ့လားမကောင်းတဲ့တရားတွေကမကောင်းအောင်ဖန်တီးနေတာကောင်းတဲ့တရားတွေကကောင်းအောင်ဖန်တီးနေတာလို့ဓာတ်သဘာဝတက်တက်ကိုပဲစိတ်ထဲကနေပြီးတော့မြင်အောင်နော်သိအောင်ကြိုးစားအထုတ်ရင်းနဲ့တရားလေးကိုနားမယ်ဆိုရင်ဓမ္မရတ္တပို့ပြီးတော့မပေါ်နိုင်ဘူးလားပေါ်နိုင်တယ်အဲ့ဒါဦးဇင်းတို့အခုပြောလိုက်တာဘယ်နှတွဲရှိသွားပြီတော့သုံးနဲ့ရှိသွားပြီနော်ပမာဒနဲ့အပမာဒကောတိစ္ဆနဲ့ဝိရိယမဟိစ္ဆနဲ့အပိစ္ဆနောက်ဦးဇင်းတို့၄ခုမြောက်အတွဲကိုကြတော့ဘာဟောတာတုံးဆိုတော့အတ္တန်တုဋ္ဌိနဲ့တန်တုဋ္ဌိတအတ္တန်တုဋ္ဌိတဆိုတာကရောင်ရဲတင်းတိမ်မှုမရှိတာကိုယ်မှရှိနေတာကိုယ်မှရနေတာကိုယ်မှဖြစ်နေတာကိုမကျင့်နိုင်ဘူးမနှစ်သက်နိုင်ဘူးအားမရနိုင်ဘူးအဲ့ဒါဘာလို့ဆိုရင်အတန်ဒုဋ္ဌိနော်တန်ဒုဋ္ဌိကတော့သူနဲ့ဆန့်ကျင်ဘက်ပိတရိရဲ့နားထဲမှာယဉ်ဤကျွမ်းမှုရှိပြီးသားပါတန်ဒုဋ္ဌိရောင်ရဲတယ်တင်းတိမ်တယ်အားရတယ်ကျင့်တတ်တယ်ဖြစ်နေတာရနေတာကိုစိတ်ထဲမှာဘာမှမကြည်မတတ်တဲ့သဘောမဖြစ်ဘူးဒါနဲ့ပတ်သက်ပြီးတော့စိတ်မှာနှစ်သက်တဲ့သဘောဒုဋ္ဌိဒုက္ခယာဣတိရိတရေနရသမျှဖြင့်နှစ်သက်တယ်ရောင်ရဲတယ်ကျင့်တတ်တယ်ဒါဟာဘဝမှာအလွန်ချမ်းသာတယ်လို့မြတ်စွာဘုရားမဟောဘူးလားဟောတယ်ဒီအခုဦးဇင်းတို့၄ခုမြောက်အတွဲအဲ့ဒါပဲရောင်ရဲမှုမရှိခြင်းနဲ့ရောင်ရဲမှုရှိခြင်းအဲ့ဒါရောင်ရဲမှုမရှိဘူးဆိုရင်တော့မဟာတောအနတ္ထာယသံဝတ္တတိများစွာအကျိုးမဲ့တွေဖြစ်လိမ့်မယ်ရောင်ရဲမှုရှိမယ်ဆိုရင်တော့မဟာတောအဋ္ဌာယသံဝတ္တတိများစွာအကျိုးစီးပွားတွေဖြစ်ထွန်းလိမ့်မယ်မြတ်စွာဘုရားဟောတယ်ဆိုတာဘယ်တော့မှမှားတယ်ဆိုတာမရှိပါဘူးမရောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုဆိုရင်တော့နောက်ဆက်တွဲဆိုးကျိုးတွေများစွာကိုရင်ဆိုင်ရလိမ့်မယ်ဖြေရှင်းရလိမ့်မယ်
ရောင်ရင်းနိုင်တယ်တင့်တိမ်နိုင်တယ်အားရတယ်ကျင့်တတ်တယ်နှစ်သက်တယ်ရနေတာနဲ့ပတ်သက်ပြီးတော့စီထဲမှာဘာအနောက်ရှက်မှမဖြစ်ဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်များစွာအကျိုးစီးပွားတွေဖြစ်ထွန်းလိမ့်မယ်ဟုတ်ရဲ့လားဒီနေရာမှာဦးဇင်းတို့ဒီရောင်ရဲခြင်းဆိုတဲ့တရားလေးဟာအလုံးမမွန်မြတ်တဲ့ငနှိုးစရာကောင်းတဲ့တရားဖြစ်တယ်ဘာလို့ဆိုတော့လူတစ်ယောက်ကိုပြည့်စုံနေဆိုတဲ့ခံစားချက်ကိုရသွားစေတယ်နော်ရောင်ရဲတယ်ဆိုတာပြည့်စုံခြင်းဆိုတဲ့ခံစားချက်ကိုရသွားစေနိုင်တယ်နော်ဘဝမှာရောင်ရဲတင်းတိမ်မှုရှိတဲ့ပုဂ္ဂိုလ်ဟာတခြားသောဥစ္စာပစ္စည်းတွေများများစားစားပိုင်ဆိုင်မှုမရှိတော့လည်းပဲသူ့ဘဝမှာလိုအပ်ချက်အလွန်နည်းတဲ့အတွက်ကြောင့်အေးအေးချမ်းချမ်းကြည်ကြည်လင်လင်နော်ပြည့်ပြည့်စုံစုံဆိုတဲ့ခံစားချက်ကိုသူအလွယ်တကူရနိုင်တယ်ပေါ့အကယ်၍သာရောင်ရဲမှုမရှိဘူးဆိုရင်တော့ဘယ်လိုဥစ္စာပစ္စည်းတွေကိုဘယ်လောက်ကြီးပဲပိုင်ဆိုင်ထားသူ့ဘဝမှာလိုအပ်ချက်တွေကအကြီးအကျယ်ရှိနေမှာပဲမရောင်ရဲတဲ့အတွက်ကြောင့်လိုအပ်ချက်တွေကရှိနေမှာပဲဟုတ်လားလိုအပ်ချက်တွေရှိနေမယ်ဆိုရင်လိုအပ်ချက်ဆိုတာရင်ရင်ကြီးကြီးလေးပြောတာ哦အမှန်ကတော့ဘလို့မပြေဘူးဆာလောင်တဲ့သဘောငတ်မွတ်တဲ့သဘောမဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါဆိုရင်မယောင်ရည်တဲ့ပုဂ္ဂိုလ်ဟာဆာလောင်မှုသိမ့်နေတဲ့အတွက်ကြောင့်ပြည်စုံနေဆိုတဲ့ခံစားချက်ကိုမရနိုင်ဘူးစိတ်နှလုံးရဲ့အေးချမ်းခြင်းဆိုတာလည်းသူမရနိုင်ဘူးဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့တခြားဥစ္စာပစ္စည်းတွေပိုင်ဆိုင်မှုအရင်ကြီးမကြီးတော့လည်းပဲရောင်ရည်မှုဆိုတဲ့ဥစ္စာပစ္စည်းကိုသာပိုင်မယ်ဆိုရင်တော့နှလုံးစိတ်ဝါအလုံးမချမ်းမြေ့နိုင်တယ်ပေါ့တခြားဥစ္စာပစ္စည်းတွေဘလောက်ဖဲပိုင်ဆိုင်ထားရောင်ရည်မှုဆိုတဲ့ဥစ္စာပစ္စည်းကိုသာမပိုင်ဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးစိတ်ဝါအလွန်တရာမှပူလောင်ရောက်ရက်ခံနိုင်တယ်ပေါ့ဟုတ်ရဲ့လားဒီဒါကြောင့်လည်းမြတ်စွာဘုရားကတန်တုဋ္ဌိပရမန္တနံရောင်ရဲခြင်းတည်အလွန်ကဲဆုံးအမြင့်မြတ်ဆုံးသောဥစ္စာပစ္စည်းဖြစ်တယ်လို့ဟောတာဟုတ်လားမျက်စိနဲ့တော့မမြင်ရပါဘူးဒီဥစ္စာပစ္စည်းကဘာနဲ့မှလည်းလဲလို့တော့လည်းမရပါဘူးသို့တော်လည်းပဲဒီဥစ္စာပစ္စည်းကိုသာတကယ်ပိုင်ခဲ့မယ်ဆိုရင်တော့ဒီလူရဲ့ဘဝဟာချမ်းသာနေတယ်ကြွယ်ဝနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ရောင်ရဲတင်းတိမ်ခြင်းရောင်ရဲတင်းတိမ်မှုမရှိခြင်းဒီတရားနှစ်ခုရဲ့စွမ်းရည်တတ္တိကိုလည်းပဲကိုဉာဏ်မိတဲ့လောက်ချက်ထွင်ပြီးတော့စဉ်းစားဖို့လိုမယ်ပေါ့ရောင်ရဲမှုမရှိရင်လောကီလိုလည်းအကျိုးစီးပွားအများကြီးဆွေးယုံနိုင်တယ်လောကုတ္တရာအကျိုးစီးပွားကိုမျှော်မှန်းဖို့လည်းသိပြီးတော့မလွယ်ဘူးမြတ်စွာဘုရားကသူတော်ကောင်းတရားတည်ရောင်ရဲတင်းတိမ်မှုမရှိတဲ့ပုဂ္ဂိုလ်နဲ့မထိုက်တန်ဘူးလို့တောင်မြတ်စွာဘုရားကဟောတာဟုတ်ရဲ့လားဒီလောကီအကျိုးစီးပွားလည်းမဲ့နိုင်တယ်လောကုတ္တရာအကျိုးစီးပွားလည်းမဲ့နိုင်တယ်ပိတ္တောငယ်ငယ်ကသင်ခဲ့ဖို့ပါတယ်ဟုတ်လားတနေ့တစ်လုံးကြောင့်တော့ငန်းကြီးကရွှေဥတွေဥပေးနေတာဒါကိုမယောင်ရဲနိုင်လို့မတင်းတိမ်နိုင်လို့ငန်းရဲ့ဘိုက်ထဲမှာအများကြီးရှိနေမလားဆိုတဲ့အတွေးနဲ့ငန်းကိုတတ်ပြီးတော့ဘိုက်ကိုခွဲတာဒါပိတ္တောအလုံးကြားဖို့ပါတယ်ဟုတ်လားဒီလိုဦးဇင်းတို့ဇတ်တော်တွေဇက်လန်းလေးတွေပြောမယ်ဆိုရင်တော့မကုန်နိုင်ဘူးပေါ့နော်ဒါကြောင့်ရောင်ရဲမှုရှိခြင်းမရှိခြင်းဟာလောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားဖြစ်ထွန်းခြင်းမဖြစ်ထွန်းခြင်းရဲ့အပေါ်မှာများစွာအကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့နံပါတ်၄မှတ်ရမယ့်အတွဲဒီအတ္တန်ဒုဋ္ဌိနဲ့တန်ဒုဋ္ဌိနော်နောက်နံပါတ်၅ခုမြောက်အတွဲကိုကြတော့ဗာပြောထားတော့ဆိုတော့ယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရယောနိသောမနတိကာရဆိုတာကနှလုံးသွင်းမှန်ကန်တာအတွေးကောင်းတယ်လို့ဆိုကြပါစို့နော်တဘာဝကြစဉ်းစားတတ်တာတွေးတောတတ်တာနီးမှန်လမ်းမှန်စဉ်းစားတာတဲ့ပြောရရင်တော့ပို့ပြီးတော့ထိရောက်တဲ့အသုံးနှုန်းနဲ့ပြောရမယ်ဆိုရင်တော့ကုသိုလ်ဖြစ်အောင်စဉ်းစားနိုင်တာကုသိုလ်ဖြစ်အောင်တွေးနိုင်တာအာယောနိသောမနတိကာရကြတော့သူနဲ့ဆန့်ကျင်ဘက်တွေးလိုက်ရင်တဘာဝမကြဘူးနော်အတွေးခေါ်အလွန်ညံ့နေပေါ့မှန်မှန်ကန်ကန်စဉ်းစားတာသူ့မှာသိပြီးတော့မရှိဘူးအဲ့ဒီယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရဟာလည်းပဲအကျိုးမဲ့ကိုဖြစ်စေတဲ့နေရာအကျိုးရှိကိုဖြစ်စေတဲ့နေရာမှာအလွန်ကြီးကျယ်တဲ့အကြောင်းတရားတွေဟိုအရင်တို့အကုသိုလ်ရဲ့အနိကဆုံးသောအကြောင်းတရားတွေအာယောနိသောမနတိကာရဖြစ်တယ်လို့ခေါ်တာကြားဘူးတယ်မဟုတ်လားကုသိုလ်ရဲ့အနိကဆုံးအကြောင်းတရားဟာလည်းပဲယောနိသောမနတိကာရဖြစ်တယ်လို့ကြားဘူးတယ်မဟုတ်လားအေးယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်တက်မဲ့မယ်ဆိုလို့ရှိရင်လေအကုသိုလ်ဖြစ်เสียအကြောင်းကြုံနေတဲ့အချိန်မျိုးမှာတော့မှကုသိုလ်ဖြစ်အောင်စဉ်းစားနိုင်တယ်။လောက်အောစရာကောင်းအောင်စွမ်းရည်တတိရှိနေတယ်လေ။အဲ့လိုပဲဦးဇင်းတို့စัจကျင်ဘက်အာယောနိသောမနတိကာလရှိမယ်ဆိုရင်တော့ကုသိုလ်ဖြစ်เสียစိတ်ကောင်းတွေဖြစ်เสียမြင့်မြတ်မှုတွေဖြစ်เสียအကြောင်းနဲ့ကြုံနေတဲ့အခါမျိုးမှာတော့မှသူ့မှာအကုသိုလ်ဖြစ်သွားနိုင်တယ်။ဒါကြောင့်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ထဲမှာပဲဇာကဒေါသဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုဟောထားတဲ့နေရာမှာ
အိဋ္ဌာယုံဆိုတဲ့ကောင်းမြတ်တဲ့အာယုံနဲ့လည်းတွေ့မယ်အာယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှားမှုလည်းရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာယာကဆိုတဲ့ဆွဲမဲ့မှုတေချာပေါက်ဖြစ်မယ်တဲ့ဟုတ်လားနောက်ဦးဇင်းတို့အနိဋ္ဌာယုံဆိုတဲ့မကျင်တဲ့ဘွယ်ရုပ်မြင့်တဲ့အာယုံကိုလည်းတွေ့မယ်အတွင်းတဏ္ဍာမှာအာယောနိသောမနတိကာရနှလုံးသွင်းမှားယွင်းမှုလည်းရှိမယ်ဆိုရင်တေချာပေါက်အတွင်းတဏ္ဍာမှာဒေါသဆက်ပြီးတော့ဖြစ်လာလိမ့်မယ်အာယောနိသောမနတိကာရကြောက်စရာမကောင်းဘူးလားကောင်းတယ်နော်ပြီးတော့ဦးဇင်းတို့အတွင်းကအပြင်ကမှားယွင်းတဲ့သကားဆံကိုလည်းကြားမယ်အတွင်းကအာယောနိသောမနတိကာရရှိမယ်ဆိုတေချာပေါက်အယူဆမှားတဲ့မိစ္ဆာဒိဋ္ဌိဖြစ်နိုင်တယ်ဟုတ်လားအပြင်ကမှန်ကန်တဲ့စကားသံကိုကြားမယ်ပရာဒောဂောတပေါ့နော်အတွင်းမှာယောနိသောမနတိကာရရှိမယ်ဆိုရင်တေချာပေါက်အယူဆမှန်တဲ့သမာဓိဋ္ဌိဖြစ်နိုင်တယ်ယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရရဲ့စွမ်းရည်တတိပြောရင်ကိုယ်နိုင်ဝယ်ရမရှိဘူးနော်အေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အတွေးလေးတွေမှန်ဖို့တဲ့ဖို့အလွန်မှအရေးကြီးတယ်ပေါ့ဒါကလည်းပဲတဘာဝကြတဲ့မှန်ကန်တဲ့နိလန်းကြတဲ့မြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတွေကိုများစွာတော့အလေးအလာများထားဖို့လေလိုမယ်လို့ထင်ပါတယ်ဟုတ်ရဲ့လားအေးယောနိသောမနတိကာရဆိုတဲ့အလွန်တန်ဖိုးရှိတဲ့ဒီအကြောင်းတရားဟာလွယ်လွယ်နဲ့တော့မရနိုင်ဘူးပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့၅ခုမြောက်အတွဲကိုဘာပြောထားတော့ယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရယောနိသောမနတိကာရသာရှိမယ်ဆိုရင်မဟာတောအဋ္ဌာယသံဝတ္တိများစွာအကျိုးရှိပွားဖြစ်ထွန်းလိမ့်မယ်အာယောနိသောမနတိကာရတွေသာရှိနေမယ်ဆိုရင်တော့မဟာတောအနတ္ထာယသံဝတ္တိများစွာအကျိုးရှိပွားတွေမဲ့သွားလိမ့်မယ်ဟုတ်ရဲ့လားအေးနောက်ဦးဇင်းတို့6ခုမြောက်အတွဲကိုကြတော့ဘာဟောထားတော့တမ္ပစင်ညနဲ့အတ္တမစင်ညနော်တမ္ပစင်တရားဆိုပေတတို့ကြားဖို့ပါတယ်နော်ဘာနဲ့တွဲပြီးတော့တုံးတာကြားဖို့တော့တတိနဲ့တွဲပြီးတော့သုံးနော်တတိတမ္ပစင်ဉာဏ်ရှင်ပြီးတော့နေရမယ်နော်ရှေးလူကြီးတွေဆုံးမထားတာတွေမရှိဘူးလားဗျာရှင်းနော်အေးအဲ့ဒီတမ္ပစင်တရားတမ္ပစင်ဆိုတာတရားကိုကောက်ရင်ပညာပါပဲအရှင်ချင်းဉာဏ်ပညာပေါ့နော်အတ္တမစင်ညဆိုတာကအရှင်ချင်းဉာဏ်ပညာမရှိတာအဲ့ဒါတမ္ပစင်တရားရှိမယ်ဆိုရင်တော့မဟာတောအဋ္ဌာယသံဝတ္တိအများကြီးအကျိုးရှိွားဖြစ်မယ်တမ္ပစင်တရားမရှိဘူးအတ္တမစင်တရားပဲရှိနေမယ်ဆိုရင်တော့မဟာတောအနတ္ဌာယသံဝတ္တိများစွာအကျိုးရှိွားတွေမဲ့သွားနိုင်မယ်ဒီနေ့မှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့တမ္ပစင်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့တပါးဘုဟုတ္တများစေဖို့နော်တမ္ပစင်တရား၄ပါးဆိုတာရှိတယ်အဲ့ဒါလေးကိုအကျဉ်းမြင်လေးမှတ်သားစေခြင်းလေဟုတ်လားတမ္ပစင်တရားဘယ်နှပါးလဲဗျာ၄ပါးနံပါတ်1တတ္ထကတမ္ပစင်တဲ့တတ္ထကတမ္ပစင်ဆိုတာကအလုပ်တစ်ခုလုပ်တော့မယ်စကားတစ်ခုပြောတော့မယ်ဆိုရင်ဒါအကျိုးရှိမှလားအကျိုးမဲ့မှလားအကုသိုလ်ဖြစ်မှလားအကုသိုလ်ဖြစ်မှလားလို့အကျိုးရှိမရှိစဉ်းစားဆင်ခြင်တဲ့သဘောကိုတတ္ထကတမ္ပစင်လို့ခေါ်တယ်တဲ့နော်နောက်ဦးဇင်းတို့ဒုတိယတမ္ပစင်ကဘာလို့ဆိုတော့တပ္ပါယတမ္ပစင်တပ္ပါယတမ္ပစင်ဆိုတာကတင့်တော်ဤမတင့်တော်ဤလို့ဆက်ပြီးတော့အသေးစိတ်စဉ်းစားဆင်ခြင်တဲ့သဘောဆိုကြပါစို့သောတော်ကလုံတစ်ခုလုံတော့မယ်ဆိုရင်အကျိုးရှိမရှိစဉ်းစားလိုက်လို့အကျိုးရှိတယ်ဒါအကျိုးရှိနိုင်တဲ့အလုပ်လို့သိလားအကျိုးရှိနိုင်တဲ့အလုပ်လို့သိပါတော့လည်းပဲအဲ့ဒီအလုပ်ကိုလောက်ခါနေမှာထပ်ပြီးတော့စဉ်းစားပါအောင်အကျိုးရှိသည်ဟုဆို냐တော့လည်းပဲဒါကိုလှုပ်လို့တင့်တော်ပါမလားမတင့်တော်ပဲမြန်ဖြစ်နေမလားလို့လည်းဆက်ပြီးတော့စဉ်းစားဖို့လိုသေးတယ်ဥပမာပြောရရင်တော့ဘုရားဘူးသွားတဲ့ကိစ္စဟာဒါအကျိုးရှိနိုင်တဲ့ကိစ္စပေါ့ဒါပေမဲ့လို့ဘုရားပွဲလားတပည့်ကြီးကျင်းပပြီးတော့ဇက်ပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့လူတွေရှုပ်နေတဲ့အခါမျိုးမှာဆိုရင်တော့ဒါဘုရားဘူးသွားလို့အဆင်ပြေမှာမဟုတ်ဟုတ်လားတော့ဘုရားဘူးသွားတာကိုအကျိုးရှိမရှိစဉ်းစားတာကတထကတမ္ပစင်ထပ်ပြီးတော့တင့်တော်ပါမလားမတင့်တော်ပါမလားလို့လျောက်ပတ်ရလားမလျောက်ပတ်ဘူးလားလို့ထပ်ပြီးတော့စဉ်းစားဆင်ခြင်တာကတပ္ပါယတမ္ပစင်ဆိုကြပါစို့ကျမ်းဂန်တွေမှာပေးထားတဲ့ဥမာလေးတွေနော်အတုပရှုတယ်ဆိုတာအလွန်မမြတ်တဲ့လုပ်ငန်းတစ်ခုပေါ့နော်မတင့်တဲ့သဘောကိုရှုမှတ်တယ်ဆိုတာဟုတ်လားသို့တော့မျိုးသမီးရဲ့ရုပ်အလောင်းကိုအမျိုးသားရှုမှတ်မယ်ဆိုရင်ဒါမတင့်ဘူးပေါ့နော်ຢာကဖြစ်နိုင်တယ်ပေါ့အဲ့လိုပဲအမျိုးသားရဲ့ရုပ်အလောင်းကိုအမျိုးသမီးကအတုပရှုမယ်ဆိုရင်ဒါမတင့်တော့ဘူးຢာကဖြစ်နိုင်တယ်ပေါ့ဒါမျိုးစဉ်းစားတာကိုဒါပါခေါ်မလို့တပ္ပါယတမ္ပစင်အဲ့တော့ဦးဇင်းတို့ဒီတတ္ထကတမ္ပစင်နဲ့တပ္ပါယတမ္ပစင်ကသမထတရားလည်းမဟုတ်သေးဘူးဝိပဿနာတရားလည်းမဟုတ်သေးဘူးတဲ့သမထတရားဝိပဿနာတရားဖြစ်ဖို့တော့များစွာတွန်းအားပေးတဲ့တရားပေါ့
လောကီလိုလေးပဲသူကအလွန်မှအကျိုးကြီးတဲ့တရားလို့ဆိုတယ်လူတယောက်မှာဒီတတ္တခတမ္ပဇင်နဲ့တပ္ပါယတမ္ပဇင်ဒီနှမျိုးလောက်ရှိမယ်ဆိုရင်ကိုပဲတေချာပေါက်ကြီးပွားနိုင်တယ်လို့ဆိုတယ်နော်အကျိုးရှိမရှိစဉ်းစားတဲ့တတ္တခတမ္ပဇင်လှုပ်တဲ့မလှုပ်တဲ့ထပ်ပြီးတော့စဉ်းစားတဲ့တပ္ပါယတမ္ပဇင်နော်ဒါကဦးဇင်းတို့လောကီလိုလေးနှိုင်းရှင်ပြီးတော့စဉ်းစားနိုင်ဖို့ပေါ့နောက်ဦးဇင်းတို့၃ခုမြောက်တမ္ပဇင်တရားကျတော့ဗာပြောထားတော့ဂောစရတမ္ပဇင်တဲ့ဂောစရတမ္ပဇင်ဆိုတာကဂောစရဆိုတာစကြက်ကိုပြောတာနော်ဦးဇင်းတို့လူရင်းပြောရမယ်ဆိုရင်တော့တတိပဋ္ဌာန်တရား၄ပါးဟာသူတော်ကောင်းတွေရဲ့စကြက်ပဲကိုယ်ပိုင်နဲ့ကိုယ်စကြက်လို့ဒီလိုပြောတာလည်းရှိတယ်ဟုတ်လားတတိပဋ္ဌာန်တရား၄ပါးအဲ့တော့လူငယ်တွေနားလည်အောင်ကြံ့ကြံ့ပြောရမယ်ဆိုရင်တော့ဂောစရတမ္ပဇင်ဆိုတာဘာပြောတာတော့မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေရဲ့ပုံမှာတတိကပ်ပြီးတော့နေနိုင်တဲ့သဘောဘာပဲဖြစ်နေဘာပဲဖြစ်လာအဲ့ဒါကိုတတိဥစည်းပြီးတော့တိပြီးတော့နေအောင်ကြိုးစားအထောက်တဲ့သဘောဒါဘာလို့မင်းရဲ့ဂောစရတမ္ပဇင်ဟုတ်လားတတိပဋ္ဌာန်တရား၄ပါးဒီစကြက်သူတော်ကောင်းတွေရဲ့စကြက်ဟုတ်လားလုံခြုံစိတ်ချရတဲ့စကြက်ပေါ့နော်အဲ့ဒီသူတော်ကောင်းတွေရဲ့စကြက်ဖြစ်တဲ့တတိပဋ္ဌာန်တရား၄ပါးရဲ့အပေါ်မှာပဲမိမိတို့ရဲ့ဉာဏ်ပညာမိမိတို့ရဲ့စိတ်မိမိတို့ရဲ့တတိကိုကပ်ပြီးတော့ထားနိုင်မယ်ဆိုလို့ရှိရင်ဒါပါတော့ဂောစရတမ္ပဇင်နောက်၄ခုမြောက်တမ္ပဇင်ကျတော့ဘာပြောတော့အတ္တမောဟတမ္ပဇင်တဲ့အတ္တမောဟတမ္ပဇင်ဆိုတာကဉာဏ်ပညာကိုပြောတာပါဂောစရတမ္ပဇင်တရားနဲ့အညီတတိပဋ္ဌာန်တရားကိုအထုတ်မယ်ဆိုလို့ရှိရင်တိလိုက်တာတွေကိုဆက်ပြီးတော့တိသွားတဲ့သဘောတည်းအဲ့ဒါအတ္တမောဟတမ္ပဇင်ပဲဆိုကြပါစို့တတိပဋ္ဌာန်တရား၄ပါးကိုပွားလို့ဂောစရတမ္ပဇင်ကိုရင့်ကျက်အောင်အထုတ်မယ်ဆိုလို့ရှိရင်ရုပ်တဏ္ဍသဘာဝတရားပဲရှိတဲ့ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးဆိုတဲ့အမြင်မှန်သူရမယ်ပေါ့အဲ့ဒါအတ္တမောဟတမ္ပဇင်ပဲဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာဘာမှတီးနေတာမြင်နေတာမရှိဘူးလို့ရုပ်တဏ္ဍသဘာဝတရားတို့ရဲ့တည်မြဲမှုမရှိပုံကိုအမှန်တိုင်းသိမယ်ဆိုရင်ဒါလည်းပဲအတ္တမောဟတမ္ပဇင်ပဲဟုတ်လားနောက်ဆုံးအဲ့ဒီတည်မြဲမှုမရှိဘူးဆိုတာကိုသိတဲ့ဝိပဿနာဉာဏ်ရင့်ကျက်လို့သစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိပြီဆိုရင်လည်းပဲဒါလည်းပဲပါတော့အတ္တမောဟတမ္ပဇင်ပဲပညာတရားတွေကိုပြောတာပေါ့နော်ဒါကြောင့်အဲ့ဒီတမ္ပဇင်တရားနှစ်ပါးကတော့အလွန်မှအရှင်တန်မြင့်မားတယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့တမ္ပဇင်တရားဘယ်နှပါလို့များ၄ပါးတတ္တကတမ္ပဇင်အကျိုးရှိမရှိစဉ်းစားဆင်ခြင်တာတပ္ပါယတမ္ပဇင်တင့်တော်ဤမတင့်တော်ဤဆက်ပြီးတော့စဉ်းစားတာဂောစရတမ္ပဇင်တတိပဋ္ဌာန်တရား၄ပါးမှာကျက်စားပြီးတော့နေနိုင်တာအတ္တမောဟတမ္ပဇင်တတိပဋ္ဌာန်တရား၄ပါးမှာကျက်စားပြီးတော့နေတဲ့အတွက်ကြောင့်တိလိုက်တာတွေကိုဆက်လက်ပြီးတော့တိသွားတဲ့သဘောမျိုးကိုဆိုလိုတာအတ္တမောဟတမ္ပဇင်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီလိုတမ္ပဇင်တရားတွေနဲ့နေမယ်ဆိုလို့ရှိရင်တော့မဟာတောအဋ္ဌာယတဝတ္တတိလို့ဆိုတဲ့အတိုင်းများစွာအကျိုးစီးပွားတွေဖြစ်ထွန်းလိမ့်မယ်တမ္ပဇင်တရားမရှိဘူးဘာမှစဉ်းစားမှုလည်းမရှိဘူးရှင်းကျင်မှုလည်းမရှိဘူးဖြစ်သလိုပဲနေမယ်ဆိုရင်တော့မဟာတောအနတ္ထာယတဝတ္တတိလို့ဆိုတဲ့အတိုင်းများစွာအကျိုးစီးပွားမဲ့တွေဖြစ်လာလိမ့်မယ်ဘယ်နှတွဲရှိသွားပြီတော့6တွဲရှိသွားပြီနော်နောက်ဦးဇင်းတို့အတွင်းအကြောင်းတရားတွေထဲမှာနောက်ဆုံးအတွဲလေးကိုဗာပြောထားတော့ဆိုတော့အနုယောဂောအကုသလနာဓမ္မနာအနနုယောဂောကုသလနာဓမ္မနာအကုသလနာဓမ္မနာအကုသိုလ်တရားတို့ကိုအနုယောဂောအထုတ်ပြီးတော့နေတယ်ကုသလနာဓမ္မနာကုသိုလ်တရားတွေကိုကြတော့အနနုယောဂောအာမထုတ်ဘဲနဲ့နေတယ်ဒါကမဟာတောအနတ္တယတဝတ္တိများစွာအကျိုးစီးပွားမဲ့နေမဲ့အတွင်းအကြောင်းတရားတစ်ခုပေါ့အကုသိုလ်ဖြစ်ဖို့တော့ကြိုးစားတယ်အထုတ်တယ်ဟုတ်လားကုသိုလ်ဖြစ်ဖို့ကြတော့မကြိုးစားဘူးအာမထုတ်ဘူးဟုတ်လားဒါဆိုရင်ဗါတဲ့တော့မဟာတောအနတ္တယတဝတ္တိအများကြီးအကျိုးမဲ့တွေဖြစ်တော့မဲ့တဲ့သူ့ရဲ့ဆန့်ကျင်ဘက်ကြတော့ဘာပြောတော့အနုယောဂောကုသလနာဓမ္မနာအနနုယောဂောအကုသလနာဓမ္မနာကုသလနာဓမ္မနာကုသိုလ်တရားတို့ကိုအနုယောဂောအာထုတ်တယ်အကုသလနာဓမ္မနာအကုသိုလ်တရားတွေကိုကြတော့အနနုယောဂောအာမထုတ်ဖို့တဲ့နော်ကောင်းတာဖြစ်ဖို့ကြိုးစားတယ်နော်မကောင်းတာဖြစ်ဖို့ကြတော့မကြိုးစားဘူးအဲ့လိုမျိုးကောင်းတာဖြစ်ဖို့ကြိုးစားတယ်မကောင်းတာဖြစ်ဖို့မကြိုးစားဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာမဟာတောအဋ္ဌာယတဝတ္တိများစွာအကျိုးစီးပွားတွေဖြစ်ထွန်းတော့မယ်တဲ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့9ခုမြောက်အတွဲကတော့အဲ့ဒါပဲအကုသိုလ်လှုပ်ခြင်းကုသိုလ်မလှုပ်ခြင်းပြီးတော့ဘာလို့ကုသိုလ်လှုပ်ခြင်းအကုသိုလ်မလှုပ်ခြင်းဒါလေးကနည်းနည်းလေးပိဿပေါင်းတော်တို့ရောထွေးတော်မှာဆိုရတယ်ဒါပေမဲ့ရောစရာမရှိပါဘူးအရှင်းရှင်းလေးပဲဟုတ်လား
အကုသိုလ်ကိုလုပ်မယ်ကုသိုလ်ကိုမလုပ်ဘူးဆိုရင်အကျိုးမဲ့မယ်နော်ကုသိုလ်ကိုလုပ်တယ်အကုသိုလ်ကိုမလုပ်ဘူးဆိုရင်တော့အကျိုးရှိမယ်အဲ့တော့ဒီနေရာမှာစဉ်းစားရရှိတာကတရားဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေရဲ့စိတ်ဆိုတာကဟိုမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်ဗျအဘိဓရေထကလျာဏိပပံစိတ်တံနိဝါရေဒန္တဟိကရောတောပုံညာပပတမေယရမတိမနောတဲ့ဟောဒီဂါထာလေးက၄ပါးဂါထာလေးကသာတူတာအတိပ္ပယ်ကအလွန်ကျယ်ဝန်းတယ်အဘိဓရေထကလျာဏိပပံစိတ်တံနိဝါရေဒန္တဟိကရောတောပုံညာပပတမေယရမတိမနောဒန္တဟိကရောတောပုံညာတတ္တဝါတွေရဲ့စိတ်ဆိုတာကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာအလွန်မှနှီးတဲ့သဘောရှိတယ်တဲ့။ဟောကောင်းတာလုပ်ဖို့ဆိုရင်ဗါတဲ့တော့ရှိကနှီးတယ်တဲ့။ဒါကြောင့်မို့လို့အဘိဓရိထကလျာဏီကောင်းမှုလုပ်နေလို့စိတ်ကူးရလာပြီဆိုရင်မြန်မြန်သာလုပ်လိုက်တဲ့။ဟုတ်လားဒါကတတွဲနော်။နောက်ပါပြောတော့ပပန်စိတ်တန်နိဝါရေတတ္တဝါတွေရဲ့စိတ်ဆိုမကောင်းမှုကြတော့အလွန်မှပျော်တဲ့သဘောရှိတယ်တဲ့။ဟုတ်လားဒါကြောင့်မို့လို့ပပတမိန်ရမတိမနောနော်ပပတမေရမတိမနောမကောင်းမှုမှာတော့အလွန်ကြုံမှုတဲ့သဘောရှိတယ်။ဒါကြောင့်ပပန်စိတ်တန်နိဝါရေစိတ်ကိုမကောင်းမှုကနေတားမြစ်ပေးရမယ်။နော်။ဒါကြောင့်ဒီနေရာမှာဦးဇင်းတို့အကုသိုလ်မှာပျော်ဖို့ကုသိုလ်မှာမပျော်ဖို့တနည်းအားဖြင့်အကုသိုလ်ကိုမပြုဘဲနဲ့ကုသိုလ်ကိုပြုဖို့ဆိုတာကမိမိရဲ့စိတ်ကိုဆိုးမနိုင်မှဖြစ်မဲ့အနေအထားပေါ့။စိတ်ရဲ့ပင်ကိုယ်သဘောကတော့အကုသိုလ်မှာပျော်တယ်ကုသိုလ်ကြရင်နှေးတယ်။ဒါသူ့ရဲ့ပင်ကိုယ်သဘောပဲ။ဟုတ်လား။အဲ့ဒါကိုဘာမှကြိုးစားအထုတ်မှုမရှိဘဲနဲ့ရေစုံမြုပ်ပြီးတော့လိုက်တယ်မျိုးအလိုက်တင်လေးသွားမယ်ဆိုရင်တော့ဘာတွေပဲညာနေမလို့နော်အကုသိုလ်တွေပဲလှုပ်ပြီးတော့ကုသိုလ်ကြတော့မလုပ်ဖြစ်တော့ဘူးအဲ့ဒါဆိုရင်တော့အကျိုးမဲ့မှာပေါ့ဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါကိုကဆန့်ကျင်ပြီးတော့နော်ပฏิသောတာဂါမိဆိုတဲ့အတိုင်းနော်ရေဆန်လိုက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားပြီးတော့စိတ်ကိုပြုပြင်ဆုံးမမယ်ဆုံးမသားလေးရင်နော်အကုသိုလ်တွေကိုမပြုဘဲနဲ့ကုသိုလ်တွေကိုပြုတဲ့အနေအထားကိုရမယ်ပေါ့ဒီနေ့မှာဦးဇင်းတို့မစိုးရင်ဆိုတော့ဘုရားကြီးပြောတဲ့စကားလေးကအလွန်အသုံးတဲ့မယ်လို့ဆိုနိုင်ပါတယ်ဘာလို့ဆိုတော့နော်ကုသိုလ်ကိုလူတိုင်းပြုရမှာပြင်းနေတဲ့ဒါကြောင့်ကုသိုလ်ကိုပေးပြီးတော့လုပ်ရမယ်တဲ့လုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေအကုသိုလ်ကိုလူတိုင်းလုပ်ချင်နေတဲ့ဒါကြောင့်အကုသိုလ်ကိုကြတော့ပေးပြီးတော့ရှောင်နိုင်အောင်ကြိုးစားရမယ်တဲ့နော်နှစ်ခုလုံးမှာပေးဖို့ဆိုတာလေးကအရေးမကြီးဘူးလားအေးဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ခုနှစ်ခုမြောက်အတွဲလေးကလည်းပဲစိတ်ဝင်စားကြတမျိုးမကောင်းဘူးလားကောင်းတယ်နော်အေးဦးဇင်းတို့အခုပြောလိုက်တဲ့အတွဲခုနှစ်တွဲအဲ့ဒါဘာတော့ဆိုတော့တတ္တဝါတွေရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့တတ္တဝါတွေကိုပဲအကျိုးမဲ့အောင်တတ္တဝါတွေကိုပဲအကျိုးရှိအောင်ဖန်တီးနေတဲ့အကြောင်းတရားတွေကောင်းတာက9မျိုးမကောင်းတာက9မျိုးပမာဒနဲ့အပမာဒကောတိဇနဲ့ဝိရိယမဟိစ္ဆနဲ့အပိစ္ဆအတန်တုဋ္ဌိနဲ့တန်တုဋ္ဌိယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရတမ္ပဇင်ညာနဲ့အာတမ္ပဇင်ညာပြီးတော့ပါတော့ကုသိုလ်ကိုမပြုခြင်းအကုသိုလ်ကိုပြုခြင်းနော်ကုသိုလ်ကိုပြုခြင်းအကုသိုလ်ကိုမပြုခြင်းနော်ဘယ်နှတွဲတော့9တွဲဒီနေရာမှာဒီ9တွဲကိုမြတ်စွာဘုရားကအကျိုးရှိအကျိုးမဲ့တွေကိုဖြစ်စေုံမျှနေမကဘူးတဲ့မကောင်းတာ9မျိုးရှိမယ်ဆိုရင်တော့သာသနာမြန်မြန်ကွယ်နိုင်နေတဲ့ဆိုလိုတာကမေ့လျော့ပြီးတော့နေမယ်ဆိုရင်သာသနာမြန်မြန်ကွယ်နိုင်တယ်ပြင်းရည်ပြီးတော့နေမယ်ဆိုရင်သာသနာမြန်မြန်ကွယ်နိုင်တယ်အလိုကြီးမှုတွေနဲ့နေမယ်ဆိုရင်သာသနာမြန်မြန်ကွယ်နိုင်တယ်ဟုတ်လားပြီးတော့ပါတော့မယောင်ရဲမှုတွေနဲ့နေမယ်ဆိုရင်လည်းသာသနာမြန်မြန်ကွယ်နိုင်တယ်ဟုတ်လားဒါလေးကိုအကျဉ်းသားနေစေခြင်းတယ်ဟုတ်လားဦးဇင်းတို့အသေးစိတ်အကုန်ပြောနေတရားအလွန်ရှည်သွားမှာဆိုလို့ဟုတ်ရဲ့လားခုနတုန်းကပြောခဲ့တဲ့9ပါးကိုခေါင်းစဉ်အနေထားရမှာပေါ့ဟုတ်ရဲ့လားဟေးအဲ့လိုပဲအာယောနိတော်မနတိကာရရှိရင်သာသနာမြန်မြန်ကွယ်မယ်နော်အတ္တမစဉ္ညာတရားတွေနဲ့နေရင်သာသနာမြန်မြန်ကွယ်မယ်အကုသိုလ်တွေကိုပဲအားထုတ်ပြီးတော့ကုသိုလ်ကိုအားမထုတ်ဘူးဆိုရင်သာသနာမြန်မြန်ကွယ်မယ်ဆန့်ကျင်ဘက်အနေနဲ့နော်မမေ့မလျော့နေခြင်းအစရှိတဲ့ကောင်းမြတ်တဲ့တရားတွေနဲ့နေမယ်ဆိုတော့သာသနာအကြာကြီးတည်မယ်တဲ့ဒါလေးကတစ်မျိုးဟောတယ်နောက်တစ်မျိုးပြောထားတာရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့မကောင်းတဲ့တရားတွေနဲ့နေမယ်ဆိုရင်တော့မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်လာပြီးတော့ဖြစ်ပြီးသားကုသိုလ်တရားတွေဆုပ်ယူသွားလိမ့်မယ်တဲ့ဆိုလိုတာကပမာဒနဲ့သာနေမယ်ဆိုရင်တော့မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်ပြီးတော့ဖြစ်ပြီးသားကုသိုလ်တွေဆုပ်ယူသွားလိမ့်မယ်9မျိုးလုံးချက်ထွင်ပြီးတော့နားလည်တတ်ပါစေဟုတ်ရဲ့လားအေး9မျိုးလုံးနားလည်ရမှာနော်အဲ့လိုပဲအပမာဒမမေ့မလျော့မှုနဲ့နေမယ်ဆိုရင်တော့မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပြီးတော့ဖြစ်ပြီးသားအကုသိုလ်တရားတွေဆုပ်ယူသွားလိမ့်မယ်တဲ့ဘယ်လောက်ကောင်းတာတော့ဟုတ်လားဒီအဲ့ဒါကိုလည်းပဲသူ့ရဲ့ကောင်းမြတ်ခြင်းတရား9မျိုးကိုကုံအောင်စဉ်းစားတတ်ပါစေပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပ
တတ္တဝါတွေရဲ့အတွင်းတဏ္ဍာမှာပဲဖြစ်ပြီးတော့တတ္တဝါတွေကိုပဲအကျိုးမဲ့အောင်အကျိုးရှိအောင်ဖန်တီးနေတဲ့အကြောင်းတရား9တွဲဟုတ်လားဒါကအတွင်းအကြောင်းတရားလို့မြတ်စွာဘုရားဟောတယ်အစ္စတိကံအင်္ဂံအတွင်းထဲမှာဖြစ်နေတဲ့အကြောင်းတရားတွေဟုတ်ရဲ့လားဘယ်သူမှဖြစ်နေတာတော့ကိုယ်မှဖြစ်နေတာကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ဟုတ်လားကောင်းတာဖြစ်ရင်တော့ကောင်းကျိုးမကောင်းတာဖြစ်ရင်တော့မကောင်းကျိုးဒါရမှာပေါ့နော်အေးအဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ပြောတရားရှိတာကဘာတော့ဆိုတော့အပြင်ဘက်ကအကြောင်းတရားတဲ့ဟောလာပြန်ပြီနော်အခုပြောလိုက်တာကအတွင်းအကြောင်းတရား9တွဲအပြင်ဘက်အကြောင်းတရားကိုကျတော့မြတ်စွာဘုရားအများကြီးမဟုတ်ဘူးတတွဲပဲဟောတယ်ဟုတ်လားတတ္တဝါတွေရဲ့အပြင်ဘက်ကနေပြီးတော့တတ္တဝါတွေကိုအကျိုးမဲ့အောင်လုပ်နေတဲ့အရာရှိတယ်တတ္တဝါတွေရဲ့အပြင်ဘက်ကနေပြီးတော့တတ္တဝါတွေကိုအကျိုးရှိအောင်လုပ်နေတဲ့အရာရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ပါပမိတ်တတာနဲ့ကလျာဏမိတ်တတာဟုတ်လားမိတ်ရုပ်ရွှေရုပ်နဲ့မိတ်ကောင်းရွှေကောင်းမိတ်ရုပ်ရွှေရုပ်ဒီတတ္တဝါကိုများစွာအကျိုးမဲ့အောင်အပြင်ဘက်ကနေဖန်တီးနေတဲ့အကြောင်းတရားမိတ်ကောင်းရွှေကောင်းကတော့တတ္တဝါကိုအကျိုးရှိအောင်အပြင်ဘက်ကနေဖန်တီးနေတဲ့အကြောင်းတရားဟုတ်ရလားဗျာအေးအဲ့တော့ဒီနေရာမှာမိတ်ရုပ်ရွှေရုပ်ကြောင့်ဘလို့ဆင်းရဲဒုက္ခတွေရောက်တယ်ဘလို့အကုသိုလ်တွေများတယ်ဆိုတာကိုပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးမိတ်ကောင်းရွှေကောင်းကြောင့်ဘလို့ချမ်းသာဒုက္ခတွေဖြစ်ထွန်းတယ်ဘလို့ကောင်းမြတ်မှုတွေပြည့်စုံလာမယ်ဆိုတာပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးသူတို့နှစ်ခုဟာဆန့်ကျင်ဘက်ဖြစ်တဲ့အတွက်ကြောင့်မိတ်ရုပ်ရွှေရုပ်ရဲ့အပြစ်ကိုပြောလိုက်ရင်မိတ်ကောင်းရွှေကောင်းရဲ့ဂုဏ်ကိုလည်းပဲပြောရရောက်တယ်ပေါ့မိတ်ကောင်းရွှေကောင်းရဲ့ဂုဏ်ကြီးကိုပြောရင်လည်းပဲမိတ်ရုပ်ရွှေရုပ်ရဲ့အပြစ်ကိုပြောရရောက်တယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ကဘာပြောခြင်းတုံးဆိုတော့မိတ်ကောင်းရွှေကောင်းတို့ရဲ့ဂုဏ်ကြီးဆိုတာလေးကိုပြောခြင်းတယ်ပေါ့အဲ့ဒါကိုဘာပြောခြင်းတုံးဆိုတော့ဘာကိုအထောက်အထားပြုပြီးတော့ပြောခြင်းတုံးဆိုတော့ဦးဇင်းတို့သာဂတာဘကတန်ရုပ်ပါဠိတော်မှာတပ္ပိတုတ်တံဆိုပြီးတော့တုတ်တံတစ်ပုဒ်မှတ်တမ်းတင်ထားတာရှိတယ်တပ္ပိဆိုတာသူတော်ကောင်းလို့အဓိပ္ပာယ်ရတယ်နော်အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားခါတော်မှာဇေတဝန်အကြောင်းတော်မှာတရင်သုံးတော်မူခြင်းနော်ညတန်းကောင်ရံကြော်တဲ့အချိန်မှာတာဝတိနာနတ်ပြည်ကနေနတ်တွေအများကြီးဇေတဝန်အကြောင်းတဲ့ကြီးတစ်ခုလုံးကိုလင်းထိန်သွားအောင်သူတို့ရဲ့တကူအရှိန်ဝါတတိတွေနဲ့လင်းထိန်သွားအောင်ပြုပြီးမြတ်စွာဘုရားဒီကိုရောက်လာကြတယ်နော်တန်းကောင်ရံကြော်တဲ့အချိန်ဆိုတာကနတ်တွေပြမာတွေမြတ်စွာဘုရားဒီကိုဖူးမြော်ကြတဲ့ပြဿနာမေးကြတဲ့တရားနာတဲ့အချိန်လို့ဆိုပါလေဟုတ်ရဲ့လားဒီအဲ့ဒါတာဝတိနာနတ်ပြည်ကနတ်တွေရောက်လာပြီးတော့အဲ့ဒီနတ်တွေကတတုံလပကာယိကနတ်များနော်သူတို့က900ကျော်လောက်ရှိတယ်အုပ်စုတစုတကယ်တမ်းကတော့သူတို့ကတာဝတိနာနတ်ပြည်ကိုရောက်တာသိမကြသေးဘူးအဲ့ဒါမြတ်စွာဘုရားဒီကိုသူတို့ဘာလို့ရောက်လာတာတုံးဆိုတော့မိတ်ရွှေကောင်းတို့ရဲ့ဂုဏ်ကြီးကိုသူတို့ရဲ့အတွေ့အကြုံအရသူတို့ကိုယ်တိုင်သိရတဲ့အတွက်ကြောင့်မအောင်နိုင်လို့မနေနိုင်လို့မြတ်စွာဘုရားကိုလာပြီးတော့ရှောက်ကြတာသူတို့ရှောက်တဲ့စကားတွေကိုအရှင်တို့မပြောသေးခင်မှာသူတို့ဘယ်ကလာတာတော့ဘာကြောင့်အဲ့လိုရှောက်ချင်ရတာတော့ဆိုရဲသူတို့ရဲ့နောက်ကြောင်းကလေးနည်းနည်းလေးတော့ပြောတဲ့ပေါ့ဒါမှသူတို့ရှောက်တဲ့ဂါထာနဲ့သူတို့ရဲ့ဘဝအကြောင်းလေးနဲ့ဟပ်ပြီးတော့မှနော်တရားရဲ့နားလည်မှုလေးအရသာလေးကပို့ပြီးတော့ပေါ်နိုင်တယ်ပေါ့တကယ်ကသူတို့ကကုံတယ်900ကျော်အုပ်စုတစုပဲအဲ့ဒါတနေ့တော့ပင်လေသမုဒ္ဒရာတွေကိုသူတို့ခေတ်သူတို့ခါကလှေအကြီးကြီးနဲ့နော်ကုံတယ်ဖို့အတွက်ခရီးထွက်ကြတာအဲ့တော့9ရက်လောက်နေတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်တဲ့အနေအထားကိုရောက်သွားတဲ့အချိန်မှာပဲအလွန်ကြီးကျယ်တဲ့လေမုန်တိုင်းသူတို့မိတယ်အဲ့လေမုန်တိုင်းကအကြီးကျယ်တိုက်တဲ့အခါမှာခုခေတ်လိုတိတ်ပြီးတော့ကောင်းမြတ်တဲ့စနစ်တွေကလည်းမရှိတဲ့အခါကျတော့နော်ဒီလေမုန်တိုင်းရဲ့ဒဏ်ကြောင့်သူတို့သိလာတဲ့လှေဟာနော်ဒေအိုးဒေနစ်တွေခေါ်တာပေါ့တဖြည်းဖြည်းနဲ့နေရတယ်ရေတွေဝင်ပြီးတော့အဲ့လိုနစ်ပြီးဆိုတော့ကံလည်းမမြင်ဘူးလမ်းလည်းမမြင်ဘူးနော်ဘာမှကူညီမဲ့လူလည်းမရှိဘူးဆောင်းရှောင်းမဲ့လူလည်းမရှိဘူးအဲ့တော့သွေးယူတဲ့ယူနဲ့မြပြူးဆံပြအားလုံးဒီကုံတွေအကုန်လုံးဒီတတိဘေးရဲ့ချင်းချောက်တာကိုအကြီးကျယ်ခံရတဲ့အတွက်ကြောင့်ကိုအားကိုးရအတီးတီးကိုနောက်ပြောဆိုမြည်တမ်းပြီးတော့ငိုကြွေးရင်းနဲ့တချို့လည်းပဲနဲ့တေပါလေးကိုးဝယ်တာတွေလည်းပါတယ်ပေါ့အဲ့လိုထင်မိထင်ရတွေတခါတည်းငိုတဲ့လူကငိုဆူတဲ့လူကဆူပြေးတဲ့လူကပြေးနေတင်မောကြီးပေါ်မှာတကက်ကိုပဲဖြောက်ပြက်ခတ်နေတာပေါ့လှေကြီးပေါ်မှာဒါပေမဲ့မြင်ကွင်းတစ်ခုကတော်တော်ထူးခြားတယ်လို့ဆိုတယ်အဲ့ဒါဘာလို့ဆိုတော့အဲ့ဒီလောက်ဖြောက်ပြက်ခတ်နေတဲ့လူတွေကြားထဲမှာနော်တယောက်သောတခါတယောက်ကတော့တယောက်သောယောက်ျားတယောက်ကတော့တင်မလေးခွေထိုင်ပြီးတော့ဘာမှမဖြစ်တယ်လို့ပဲသူ့ရဲ့မျက်နှာပဂရိအေးချမ်းပြီးတော့ပဂရိအနေထားနဲ့ဒီအလွန်ဆိုးဝါးကြီးကျယ်တဲ့လောကရန်ကိုသူရင်ဆိုင်နိုင်တာကိုတွေ့ရတယ်သူပဲထိုင်နေတယ်แล้วသူ့ရဲ့ပုံသဏ္ဍာန်ကကျန်တဲ့လူတွေအားလုံးနဲ့ကွဲလွဲနေတဲ့အခါမှာကျန်တဲ့လူတွေကသူ့ကိုတတိမထားမိလို့ကိုမရအောင်အဲ့ဒါနဲ့တဖြည်းဖြည်းနဲ့သူနာကိုလူတွေဝိုင်းလာပြီးတော့
သူ့မှာတော့အာကိုရှိပုံရတယ်ဒီလိုအလွန်တည်ငြိမ်နေပေါ့အဲ့ဒါနဲ့သူ့ကိုမေးကြတာဘာဖြစ်လို့တေဘေးနဲ့တွေ့တဲ့အခါမှာဒီလိုတည်ငြိမ်မကြောက်မလန့်နေနိုင်ရတယ်လေအစ်မှာဘာအာကိုများရှိတယ်တို့ကိုရောဘယ်လိုနီလန်းလေးတွေပေးနိုင်မလဲအာကိုပဲရစီဆိုတာမျိုးပေါ့အဲ့လိုပြောတော့မှအဲ့ဒီကုံတွေကဟုတ်တယ်တဲ့ငါမှအာကိုရှိတယ်အဲ့ဒီငါရဲ့အာကိုကဘာလို့ဆိုတော့ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ယတနာမြတ်သုံးပါးကိုငါအသက်နဲ့ကပ်ပြီးတော့အပ်ပြီးတော့ယုံကြည်ထားတဲ့အာကိုထားတဲ့အာကိုချက်နော်စာလိုပြောရရင်တော့တရဏဂုံသုံးပါးပေါ့ဟုတ်လားပြီးတော့ငါလူတယောက်ရဲ့အကျင့်တရားကိုဖြူရှင်းအောင်တန်ရှင်းအောင်ငါကျင့်သုံးထားတယ်အဲ့ဒါကဘာလို့ဆိုတော့၅ပါးသီလနော်အလုံးမအခြေခံကြတယ်လို့ဆိုနိုင်ပါတယ်တရဏဂုံသုံးပါးနဲ့၅ပါးသီလအဲ့ဒါယဟန်တန်ဃာတော်ဒီကနေပြီးတော့ငါအဲ့ဒီတရဏဂုံသုံးပါးနဲ့၅ပါးသီလကိုကောင်းကောင်းနားလည်အောင်လေ့လာကျင့်သုံးပြီးတော့ထားတာဒါကြောင့်ငါဒီအချိန်မှာဒီဘေးဟာပြေးလို့မလွတ်ဘူးကဲမဲ့လို့လည်းမရှိဘူးပြေးလန်းလည်းမရှိဘူးသေချာဖို့သေရလိမ့်မယ်ဘဝဆိုတာတဘဝမှာတစ်ခါတော့သေရတာပါဒီအချိန်မသေရင်လည်းတစ်ချိန်ချိန်မှာသေမှာပဲအခုသေမှာကြောက်လို့နောင်သေမဲ့အခါမကြောက်ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးနောင်ကြရင်နောင်ကြမှသေမယ်ဆိုရင်လည်းနောင်ကြတော့ကြောက်အောင်မှာပဲဒီပြဿနာကမရှင်းလို့မရဘူးဟုတ်တယ်မဟုတ်လားဒီအဲ့တော့သူကအဲ့ဒါကိုအကုန်လုံးနားလည်ထားတယ်သဘောပေါက်ထားတယ်ဒီဘေးပြေးလို့မလွတ်ဘူးဒါကြောင့်အဲ့ဒါကိုတုံ့လုံချောင်ချမနေပဲနဲ့ငါမှရှိတယ်ငါရဲ့အတွင်းတန်တာမှာဖြစ်နေတယ်ငါရဲ့စွမ်းရည်တတ္တိကိုပဲငါအားကိုးပြီးတော့အဲ့ဒီစွမ်းရည်တတ္တိကဘာကြောင့်ဖြစ်တာတော့တရဏဂုံသုံးပါးနဲ့၅ပါးသီလကြောင့်ဖြစ်တာတကယ်အရေးတကယ်ဘေးမှာဘဝမှာပျက်စီးမှုနဲ့ကြုံလာပြီဆိုရင်အားကိုးရဘာမှရှိတာမဟုတ်တော့ကျန်တဲ့အရာတွေကိုမဆိုထားနဲ့ကိုအခိုင်အမာပြုတ်ပြီးတော့အကိုးဆုံးလို့ဆိုရတဲ့ကိုတောင်မှအဲ့ဒီအချိန်မှာအပြီးပန်ဆွန့်ရတော့မယ့်အချိန်ကျန်တာဒီအကိုကိုဆိုတာကိုမပြောနဲ့နော်ဒီခန္ဓာကိုယ်ကြီးကိုတော့အကိုလို့ရမှာလားမရဘူးဟုတ်တယ်မဟုတ်လားအေးဒီပြင်အရာတွေပစ္စည်းဥစ္စာတွေဆိုတာတော့အလွန်မှဝေးပါတယ်အကိုရမဟုတ်တဲ့အပြင်ချင်းချောင်းမှုတောင်ဖြစ်စေနိုင်တယ်ပေါ့ဟုတ်ရဲ့လားအေးဘေးကချစ်တဲ့ခင်တဲ့လူတွေဆိုတာကလည်းပဲဘယ်လိုများဖြစ်နေတော့ဘာတော့ညာတော့ဝိုင်းကြည့်အောင်လောက်ဒီလောက်ပဲတတ်နိုင်တာပါဟုတ်တယ်မဟုတ်လားကိုယ်မှဖြစ်နေတဲ့ဒုက္ခကိုဖြေရှင်းပေးနိုင်တဲ့အနေအထားတော့မရှိဘူးအေးအဲ့ဒါကိုသူကရှင်းပြပြီးတော့ဒီတရဏဂုံနဲ့၅ပါးသီလဒီငါရဲ့အာကိုရံဖြစ်တယ်အဲ့ဒါလည်းပဲငါကျင့်သုံးထားတဲ့အတွက်ကြောင့်ငါအတွက်အာကိုရံဖြစ်တာတင်လို့လဲအာကိုရံရကျင်တယ်ဆိုရင်တော့အဲ့ဒါကိုနားလည်အောင်ကြိုးစားပြီးတော့ကျင့်သုံးဖို့ပဲရှိတယ်အဲ့တော့မှကုံတွေကအချိန်မရှိဘူးတဲ့ဒါကြောင့်အဲ့ဒါကိုတို့ကိုနားလည်အောင်ပြောပါအဲ့တော့ကုံတွေကြီးကအချိန်ကအလွန်နေနေပြီဒါကြောင့်အချင်းချင်းလေးယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးတရားဆိုတာပါတရားဆိုတာပါတန်ခါဆိုတာပါဒါလေးကိုအချင်းချင်းလေးပြောတယ်ပြီးတော့၅ပါးသီလအကြောင်းလေးကိုအချင်းချင်းလေးပဲပြောပြပြီးတော့အဲ့ဒီ900ကျော်လောက်ရှိတဲ့လူတွေကိုတရားစီအဆုစုလိုက်တယ်။ဟောဆိုလူတွေကစူပွက်ပြီးတော့လိုင်းတန်လေးလေးတန်လေးနဲ့ဒီလူအုပ်ကြီးကိုတခါတည်းနဲ့ကြားအောင်သူမပြောနိုင်ဘူး။အဲ့တော့သူဘာလုပ်ပေးမှဆိုတော့တရဏဂုံသီလကိုချပေးမှရှိကနေဆိုပေးမှနောက်ကလိုက်ပြီးတော့စောင့်တည်ကြရမယ်။အဲ့လိုစောင့်တည်တဲ့နေရာမှာအုပ်စု9စုခွဲလိုက်တယ်ပေါ့။အဲ့ဒါပထမအုပ်စုကိုတရဏဂုံသီလဆိုသူကရှိကဆိုပေးနေတဲ့အချိန်မှာနောက်ကဆိုပြီးတဲ့အချိန်မှာရေကရှင်မျက်စိထိလာပြီပေါ့။ဟုတ်လား။အေးနောက်ဒုတိယအုပ်စုဆိုပြီးတဲ့အချိန်မှာတော့ရေကခြေလုံးရောက်လာပြီဟုတ်လားနောက်တတိယအုပ်စုကျတော့ရေကပေါင်လယ်လောက်ရောက်တယ်နောက်တော့ပေါင်ရင်းလောက်ရောက်လာတယ်ဟာနောက်တစ်ခေါက်ကျတော့ချက်လောက်ရောက်လာတယ်နောက်တစ်ခေါက်လောက်ရောက်တော့တမျက်လောက်ရောက်လာတယ်ဒီလိုနဲ့လေပင်ရောက်လာတယ်နောက်ဆုံးအုပ်စုကျတော့ရေကပါဇက်ထိရောက်နေပြီမော့ပြီးတော့ဆိုရတယ်ပေါ့တဖြည်းဖြည်းနဲ့တေခြင်းတရားကတရွေ့ရွေ့နဲ့ရောက်လာတာအဲ့ဒါအကုန်လုံးပဲထောက်တည်ပြီးလဲပြီးသွားရောအဲ့ဒီသင်္ဘောသားတွေအကုန်လုံးရင်းနစ်ပြီးတော့တေကြရတယ်ဟုတ်လားအဲ့တော့တကယ်အရေးကြီးတဲ့အချိန်လေးမှာတကယ်အာကိုအားသားလိုးနေတဲ့အချိန်လေးမှာရလိုက်တဲ့အဆိုးအမလေးဒါလေးကမှတ်မှတ်တမ်းဒါလေးကိုပဲအာယုံပြုတ်ပြီးတော့ဒါလေးမရှိခင်တုန်းကဘဝမှာသူတို့ဘာကိုမှအာကိုရသူတို့တကယ်မတွေ့ခဲ့ဘူးသူတို့ရှာတော့ရှာမှာပဲလေဟုတ်လားဒါပေမဲ့သူတို့စိတ်ထဲမှာဘာအာကိုရမှမတွေ့ရဘူးဒါပေမဲ့အခုကျတော့ဘာတွေ့တော့အာကိုရတွေ့သွားတယ်အဲ့ဒီစစ်မှန်တဲ့အာကိုရကြောင့်ပဲအဲ့ဒီကုံတွေအကုန်လုံးကတာဝိန္ဒနတ်ပြည်ကိုရောက်တယ်ရောက်တဲ့အခါကျတော့မှဒီကုံတွေရဲ့ကျေးဇူးတရားအလွန်ကြီးပါလားတို့အလိုလားဆိုရင်တော့တေချာပေါက်ရောက်မိရောက်ရရောက်ကြရတော့မှာဒါကြောင့်မိကုံးဆွေကုံးနဲ့ပေါင်းသိရတာများတခဏလေးပင်ဖြစ်စီကမှုများစွာအကျိုးရှိပါလားနော်မေယုံမှာဆွေယုံမှာနဲ့ပေါင်းရတာကတော့တစ်သက်လုံးပင်ပေါင်းရဆိုလေးပဲဘာမှအကျိုးထူလာတယ်လို့မရှိဘူးဒုက္ခရောက်တာပဲအပတ်တင်တယ်ပေါ့ဟုတ်ရဲ့လားအေးဒါကိုသူတို့ကကောင်းကောင်းနားလေတယ်ပေါ့ကိုတွေ့အနေထားလေးကိုအခြေခံပြီးတော့
အဲ့ဒါကိုသူတို့ကအလွန်ပြောခြင်းနေတာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကြီးကိုရောက်လာတာရောက်လာတဲ့အခါကျတော့ပထမနတ်သားတစ်ပါးကနတ်သားတစ်ယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်နောက်သူတို့လျှောက်တဲ့ဂါထာလေးတွေကကိုယ်တွေ့ကလေးကိုခံစားမှုလေးကိုကိုယ်တွေ့ခံစားမှုလေးကိုအခြေခံပြီးတော့ပြောတာလေးတွေဆိုတော့အလုံးမမှတ်သားစရာကောင်းတယ်လို့ဆိုမယ်ဆိုရမယ်ပေါ့နော်အဲ့ဒါနတ်သား6ယောက်နော်တယောက်ကိုတက္ကစာရီနဲ့6ခါထားသူတို့ရွတ်တယ်အဲ့ဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့မှတ်သားစီခြင်းတယ်ပေါ့မိကောင်းရွှေကောင်းတို့ရဲ့ဂုဏ်ကြီးတနည်းအားဖြင့်သူတော်ကောင်းတို့ရဲ့ဂုဏ်ကျေးဇူးလို့လည်းပဲဆိုလို့ရမှာပါဘာလျှောက်တုံးဆိုတော့တဗ္ဗိရိဝတမတေထတဗ္ဗိကုပ္ပိထတတ္ထဝံတတံတတ္တမမေညာယတေယောဟောတိနပါပိယောမြတ်စွာဘုရားတဲ့သူတော်ကောင်းတို့နဲ့သာပေါင်းသင့်ပါတယ်သူတော်ကောင်းတို့နဲ့ပေါင်းခြင်းကိုပြုသင့်တယ်တဗ္ဗိရိဝတမတေထသူတော်ကောင်းတို့ဖြင့်သာပေါင်းဖော်ရ၏တဗ္ဗိကုပ္ပိထတတ္ထဝံသူတော်ကောင်းတို့နဲ့ပေါင်းသင်ခြင်းကိုပြုရ၏တတံတတ္တမမေညာယသူတော်ကောင်းတွေနဲ့ပေါင်းရလို့သူတော်ကောင်းတရားကိုမြန်သိခဲ့မယ်ဆိုရင်တော့တေယောဟောတိနပပိယောတေယောဟောတိမြင့်မြတ်ချင်းတည်တာလည်းဖြစ်နိုင်တယ်နပပိယောရုပ်ညံ့နေဆိုတာမဖြစ်နိုင်ဘူးတဲ့အဲ့ဒါလေးကိုအဓိကမှတ်ရမယ်ပေါ့ကျန်တာလေးတွေကအတူလေးတွေလာမှာဟုတ်ရဲ့လားသူတော်ကောင်းတို့နဲ့ပေါင်းပါသူတော်ကောင်းတို့နဲ့ပေါင်းသိခြင်းကိုပြုပါသူတော်ကောင်းနဲ့ပေါင်းရလို့သူတော်ကောင်းတရားကိုသိမယ်ဆိုရင်တော့ဆိုတဲ့စကားကအတူလေးကြီးလာလိမ့်မယ်ဟုတ်လားနောက်ဆုံးပြောတာလေးတွေပဲကွဲလွဲသွားမှာကိုပထမဆုံးကပြောလိုက်တာကဘာလဲတော့တေယောဟောတိနပပိယောသူတော်ကောင်းတရားကိုသာသိရမယ်ဆိုရင်တော့မြင့်မြတ်ခြင်းသာလည်းဖြစ်နိုင်တယ်ရုပ်ညံ့ခြင်းဆိုတာမဖြစ်နိုင်ဘူးဟုတ်ရဲ့လားဒါကိုပိဿပေါင်းသူတော်တို့ချက်ထွင်ပြီးတော့နားလည်ရမယ်နော်အစစအရာရာမြင့်မြတ်ခြင်းသာလည်းဖြစ်နိုင်တယ်ရုပ်ညံ့ခြင်းဆိုတာမဖြစ်နိုင်ဘူးနောက်ဒုတိယနတ်ကဘာလျှောက်တော့ဆိုတော့တဗ္ဗိရိဝတမတေထတဗ္ဗိကုပ္ပိထတတ္ထဝံတတံတတ္တမမေညာယပညာလဗ္ဗတိနေညတော်ပညာလဗ္ဗတိနေညတော်ဒါလေးတစ်လုံးကိုမှတ်ရမယ်သူတော်ကောင်းတို့နဲ့ပေါင်းပါသူတော်ကောင်းတို့နဲ့ပေါင်းသိခြင်းကိုပြုပါသူတော်ကောင်းတွေနဲ့ပေါင်းရလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်တော့ပညာလဗ္ဗတိနေညတော်အတိအလိမ္မာဉာဏ်ပညာကိုရလိမ့်မယ်တခြားသောနည်းအားဖြင့်တော့မရနိုင်ဘူးတဲ့သူကဒါလေးကိုကပ်ပြီးတော့တောင်သူကပြောခဲ့သေးတာဟုတ်လားသူတော်ကောင်းတွေနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုသိမယ်ဆိုရင်တော့ဘာကိုရနိုင်လဲစစ်မှန်တဲ့အတိဉာဏ်ပညာကိုရနိုင်တယ်တိလိုက်တာတွေကိုတိတဲ့ဉာဏ်ပညာကိုရနိုင်တယ်ပေါ့ဒီပြင်နည်းအားဖြင့်တော့ဉာဏ်ပညာကိုရဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒါပြောတာဟုတ်လားဒါကဒုတိယနဲ့ပြောတဲ့မိကောင်းဆွေကောင်းကိုပေါင်းတင်ရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဂုဏ်ကျေးဇူးလို့ဆိုနိုင်မို့လားဆိုနိုင်တယ်နောက်တတိယနဲ့ကဘာပြောတော့ဆိုတော့တဗ္ဗိရိဝတမတေထတဗ္ဗိကုပ္ပိထတတ္ထဝံတတံတတ္တမမေညာယတောကမေဇေနာသောစတိသူပြောတာလေးကတော်တော်ကောင်းတယ်သူတော်ကောင်းတို့နဲ့ပေါင်းပါသူတော်ကောင်းတို့နဲ့ပေါင်းခြင်းချင်းကိုပြုပါသူတော်ကောင်းတွေနဲ့ပေါင်းရလို့သူတော်ကောင်းတရားကိုများသိခဲ့မယ်ဆိုရင်တော့တောကမေဇေနာသောစတိတောကမေဇေစိုးရိမ်နေကြတဲ့ပုဂ္ဂိုလ်ရဲ့ကြားထဲမှာနာသောစတိစိုးရိမ်ခြင်းမရှိဘဲနဲ့နေနိုင်လိမ့်မယ်တဲ့နော်လောကကြီးကအကြောင်းမျိုးမျိုးကြောင့်စိုးရိမ်နေကြတာပူးနေကြတာပါလူအများစုကဟုတ်လားဖြစ်မှာကိုပူရတာနဲ့မဖြစ်မှာကိုပူရတာနဲ့ပူနေတာတွေမရှိဘူးလားဗျာရှိတယ်နော်အဲ့ဒီစိုးရိမ်မှုပူလောင်မှုတွေနဲ့နေကြတဲ့လူတွေရဲ့ကြားထဲမှာအကယ်၍သူတော်ကောင်းကိုပေါင်းရလို့သူတော်ကောင်းတရားကိုများသိခဲ့မယ်ဆိုရင်တော့စိုးရိမ်မှုမရှိဘဲနဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအေးအေးချမ်းချမ်းတော့တည်တည်ငြိမ်ငြိမ်နေနိုင်ပါတယ်တဲ့ဟုတ်လားစိုးရိမ်မှုကိုပိတ်သက်နိုင်တဲ့ဉာဏ်ပညာကိုသူတော်ကောင်းကိုပေါင်းတင်ဉာဏ်ဖြင့်ရနိုင်မယ်လို့ဆိုရမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိတ်သက်ပေါင်းသူတော်ကောင်းတို့စိုးရိမ်မှုပူလောင်မှုတွေများလွန်းတဲ့ဒီလောကကြီးထဲမှာစိုးရိမ်မှုပူလောင်မှုမရှိဘဲနဲ့နေနိုင်ပါတယ်ဆိုတဲ့ဒီအရေးအသွေးလေးကိုရကျင်နေဆိုရင်မိကောင်းဆွေကောင်းကိုပေါင်းတင်ဖို့လိုပါတယ်ဆိုတာလေးမှတ်သားဖို့မလိုဘူးလားလိုတယ်ဒါကသူပြောတဲ့တတိယနတ်ပြောတဲ့သူတော်ကောင်းတို့ရဲ့ဂုဏ်ကြီးပေါ့မိကောင်းဆွေကောင်းတို့ရဲ့ဂုဏ်ကြီးပေါ့ဟုတ်ရဲ့လားသုံးမျိုးရှိသွားပြီနော်နောက်၄ယောက်မြောက်နတ်ကဘာပြောတော့တဗ္ဗိရိဝတမတေထတဗ္ဗိကုပ္ပိထတတ္ထဝံတတံတတ္တမမေညာယညာတိမေဇေဝိရောစတိသူတော်ကောင်းတို့နဲ့ပေါင်းပါသူတော်ကောင်းတို့နဲ့ပေါင်းသိခြင်းကိုပြုပါသူတော်ကောင်းတွေနဲ့ပေါင်းသိလို့သူတော်ကောင်းတရားကိုများသာသိခဲ့မယ်ဆိုရင်တော့ညာတိမေဇေဝိရောစတိရွှေမျိုးတွေရဲ့အတိုင်းအဝိုင်းတွေရဲ့ကြားထဲမှာတင့်တောင်တင့်တယ်နေရပါလိမ့်မယ်တဲ့နော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်ဗါတဲ့တော့ရွှေမျိုးအတိုင်းဝိုင်းတွေရဲ့ကြားထဲမှာအလွန်မြတ်တစ်ပါးလှလှနဲ့တင့်တောင်တင့်တယ်နေရပါလိမ့်မယ်တဲ့ဒါလည်းပဲမြင်လို့စရာမကောင်းဘူးလားဟုတ်တယ်နော်
အောက်တန်းနောက်တန်းကြကြမနေရဘူးတင်းနောက်တင်းနဲ့နေရလိမ့်မယ်ဒါက၄ယောက်မြောက်နဲ့ပြောတဲ့စကားပေါ့ဟုတ်လားနောက်၅ယောက်မြောက်နဲ့ကဘာပြောတော့တဗ္ဗိရိဝတမတိထသဗ္ဗိကုပ္ပိထတတ္တဝံတတ္တတတ္တမမေညာယတတ္တာကိစ္ဆန္တိတုဂတိသူတော်ကောင်းကိုပေါင်းမှသူတော်ကောင်းတို့နဲ့ပေါင်းသိခြင်းကိုပြုပါသူတော်ကောင်းကိုပေါင်းရလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်တော့တတ္တာကိစ္ဆန္တိတုဂတိအဲ့ဒီတတ္တဝါဟာမြင့်မြတ်တဲ့ကောင်းမြတ်တဲ့တုဂတိဘဝကိုရောက်လိမ့်မယ်တဲ့ဒါလေးကလည်းပဲအလွန်မှအရေးပါတဲ့အကျိုးကျေးဇူးလို့ဆိုနိုင်ပါတယ်နော်ဒုတိယဘဝမှာကောင်းမြတ်တဲ့ဘဝကိုရနိုင်တယ်တဲ့သူတော်ကောင်းနဲ့ပေါင်းရင်ဒါကတော့သူတို့ရဲ့ကိုယ်တွေ့လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဒီနေ့မှာဦးဇင်းတို့ဒါလေးကလည်းအလွန်ရေးပါတဲ့ဂုဏ်ကျေးဇူးလေးလို့ဘာကြောင့်ပြောရတာတုံးဆိုတော့ဒုတိယဘဝကောင်းမြတ်တဲ့ဘဝကိုရဖို့ဆိုတာဒကာမတို့ဦးဇင်းတို့ရည်မှန်းချက်ထားပြီးတော့ကြိုးစားတင်တယ်လို့ထင်တယ်ဟုတ်လားဘာဖြစ်လို့တော့ဒီတဘဝရင်းနဲ့အရဟတမညာအရဟတဖို့ညာကိုရအောင်ယဟန္တာဖြစ်အောင်နော်ဘဝဆက်ချုပ်ကြီးရုပ်သိမ်းအောင်ကြိုးစားဖို့ဆိုတာကတကယ်မလွယ်သေးပါဘူးဒကာမတို့ဦးဇင်းတို့ကုသိုလ်ရှင်တွေဆိုတာကဘဝရဲ့အပေါ်မှာဘာမှအမြင်ကရှင်းသေးတာမဟုတ်ဒါကြောင့်ဘဝရဲ့ပုံမှာအလွန်မှတွေ့တာတယ်မမောတယ်ဆွဲလန်းတယ်လိုချင်တယ်ဟုတ်လားဒီဘဝတဏှာဆိုတာရှိနေသေးတယ်မြတ်ဘဝဆိုတာကတော့ဖြစ်ချင်သည်ဖြစ်စီမဖြစ်ချင်သည်ဖြစ်စီဖြစ်မယ်လို့လက်ခံသည်ဖြစ်စီလက်မခံသည်ဖြစ်စီဘဝကဆက်ပြီးတော့ဖြစ်ကြရအောင်ပါဖြစ်ရအောင်မဲ့အတူတူဆိုရင်တော့ကောင်းမြတ်တဲ့ဘဝကိုဖြစ်ရတာမကောင်းဘူးလားဟုတ်နော်ဒီတန်တရားခရီးနော်တန်တရားခရီးဆိုတာကတော့ဒီတန်တရားခရီးမှာဘယ်ခရီးမှာတတ်တာလေလို့မရှိပါဘူးခရီးဆိုတဲ့စကားသွားရတာပင်မမှာတယ်နားရတာကောင်းတယ်တကယ်တမ်းကဟုတ်လားသို့တော့ခရီးချင်းတူရင်တော့အပေလေးပုံခရီးနဲ့လူဘဝနှစ်ဘဝပြမဘဝဆိုတဲ့ခရီးတူနိုင်မှာမလားမတူနိုင်ဘူးဒုက္ကတိခရီးနဲ့သူက္ကတိခရီးဘယ်လိုမှမတူနိုင်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့သူတော်ကောင်းကိုပေါင်းလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်မြင့်မြတ်တဲ့ဘဝကောင်းမွန်တဲ့ဘဝကိုရလိမ့်မယ်ဆိုတဲ့ဂုံရီလေးဟာလည်းပဲဘဝမှာအလွန်တရာမှမျက်နှိုးစရာကောင်းပါတယ်ဟုတ်ရဲ့လားဒါကြောင့်မျှော်မှန်းချက်ထားပြီးတော့မိကောင်းရွှေကောင်းကိုတန်ဖိုးထားပြီးတော့ပေါင်းသင်းဆက်ဆံကြဖို့အလွန်မှအရေးကြီးပါတယ်နော်အေးနောက်ဦးဇင်းတို့6ယောက်မြတ်ကဘာပြောတော့တဗ္ဗိရိဝတမတိထသဗ္ဗိကုပ္ပိထတတ္ထဝံတတံတတ္တမမေညာယတတ္တဒိဋ္ဌံတိတာတတံဟောတတ္တဒိဋ္ဌံတိတာတတံသူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်တော့တာတတံချမ်းသာစွာဒိဋ္ဌံတိတည်ကြလိမ့်မယ်တဲ့တတ္တဝါတွေဟာနော်သူတော်ကောင်းနဲ့ပေါင်းရလို့သူတော်ကောင်းတရားကိုသိမယ်ဆိုရင်ဘယ်လိုတည်ရမလဲချမ်းချမ်းသာသာတည်ရလိမ့်မယ်ဆိုလိုတာကချမ်းချမ်းသာသာနေရလိမ့်မယ်ပေါ့ဘယ်နေရာမှာပဲနေဘယ်ဘဝမှာပဲရောက်သူတော်ကောင်းတရားကိုသာသိမယ်ဆိုရင်တော့ချမ်းချမ်းသာသာတည်ပြီးတော့နေနိုင်လိမ့်မယ်လို့ပြောတာဟုတ်လားသူတို့ပြောတာတွေဟာတမျိုးစီအလွန်တရာမှကောင်းမွန်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဘယ်နှမျိုးလို့6မျိုးနော်သူတော်ကောင်းကိုပေါင်းပါသူတော်ကောင်းနဲ့ပေါင်းသိခြင်းကိုပြုပါသူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်တော့နံပါတ်1တေယောဟောတိနပပိယောမြင့်မြတ်တယ်ဆိုတာဖြစ်နိုင်တယ်ယုံညံ့ခြင်းဆိုတာမဖြစ်နိုင်ဘူးနံပါတ်2ပညာလပ္ပတိနေညာတော်အတိအလိမ္မာဉာဏ်ပညာကိုရလိမ့်မယ်တခြားနည်းအားဖြင့်မရနိုင်ဘူးနံပါတ်3သောကမစ္စေနာသောစတိစိုးရိမ်နေတဲ့လူတွေရဲ့ဈာထဲမှာစိုးရိမ်မှုမရှိဘဲနဲ့နေရလိမ့်မယ်နံပါတ်4ညာတိမစ္စေဝိရောစတိဆွေမျိုးအတိုင်းဝိုင်းတွေရဲ့ဈာထဲမှာတင့်တောင့်တင့်တဲ့နေရလိမ့်မယ်နံပါတ်5တတ္တကိစ္ဆန္တိတုဂတိကောင်းမြတ်တဲ့ဘဝကိုရလိမ့်မယ်နံပါတ်6တတ္တဒိဋ္ဌံတိတာတတံချမ်းသာစွာတည်နေရလိမ့်မယ်မကောင်းဘူးလားဗျာကောင်းတယ်အဲ့လိုရှောက်ပြီးတဲ့နောက်မှာအဲ့ဒီnetတွေကမြတ်စွာဘုရားကိုဘာဆက်လျှောက်တုံးဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်တို့6ယောက်ပြောလိုက်တဲ့ဒီ6ဂါထာဒီတရားဂါထာလေး6ပုဒ်ပါနော်ဘယ်တရားဂါထာလေးကအပြည့်စုံဆုံးအကောင်းမွန်ဆုံးဖြစ်မလဲတဲ့ဟောသူတို့ကဆုံးဖြတ်ချက်တောင်းနေသေးတယ်မြတ်စွာဘုရားကိုနော်မြတ်စွာဘုရားကိုအမှတ်ပေးခိုင်းနေတာအဲ့တော့မြတ်စွာဘုရားကတော့အကုန်လုံးပထမကြီးပေးလိုက်တဲ့သဘောပါပဲစိတ်သားတို့တဲ့သင်တို့ပြောတဲ့စကားတွေဟာသူရှုတောင်းတဲ့သူအကြောင်းပရိယေအဖြစ်အကုန်လုံးကောင်းကြတာကြီးပါပဲတဲ့အကုန်လုံးလည်းတကယ်ကောင်းနေတာပဲလေဒါပေမဲ့တို့တွေငါပြောတဲ့စကားလေးကိုလည်းနားထောင်ကြပါဦးတဲ့ဟောမြတ်စွာဘုရားကဂါထာတစ်ပုဒ်ဆက်ပြီးတော့ဟောအောင်မယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားဟောတာကြတော့တပည့်ယူတန်ဉာဏ်ရှင်ဖြစ်တဲ့အတွက်ကြောင့်အလုံးစုံပြည့်စုံနေမယ်ဆိုတာကတော့ယုံမှန်တန်တဲ့ဖြစ်เสียမလို့ဘူးပေါ့နော်အေးပါဟောတော့ဆိုတော့တဗ္ဗိရိဝတမတေထသဗ္ဗိကုပ္ပိထတန္တဝံတတံတတ္တမမေညာယသဗ္ဗဒုက္ခပမုစ္စတိသဗ္ဗဒုက္ခပမုစ္စတိ
သူတော်ကောင်းတို့နဲ့ပေါင်းပါသူတော်ကောင်းတို့နဲ့ပေါင်းသိခြင်းကိုပြုပါသူတော်ကောင်းတို့နဲ့ပေါင်းရလို့သူတော်ကောင်းတရားကိုသာသိခဲ့မယ်ဆိုရင်တော့တဗ္ဗဒုက္ခပမုစ္စတိတဗ္ဗဒုက္ခအလုံးစုံသောဆင်းရဲဒုက္ခတို့ကနေပြီးတော့ပမုစ္စတိလွတ်မြောက်သွားလိမ့်မယ်တဲ့ဆင်းရဲဒုက္ခအလုံးလွတ်ပြီဆိုမှတော့ကျန်တဲ့အကျိုးကျေးဇူးဆိုတာသူ့ကိုဘယ်လိုမှမမီတော့ဘူးပေါ့ဟုတ်ရဲ့လားတနည်းအားဖြင့်လည်းပဲစောစောကပြောခဲ့တဲ့အကျိုးကျေးဇူး6မျိုးဆိုတာဒီတဲ့ကိုထိုက်တယ်လို့အကျုံးဝင်သွားမယ်လို့မဆိုနိုင်ဘူးလားဆိုနေနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားပြောပြတဲ့နောက်မိကောင်းဆွေကောင်းကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးကတော့တဗ္ဗဒုက္ခပမုစ္စတိအလုံးစုံသောဆင်းရဲဒုက္ခကလွတ်မယ်သူတော်ကောင်းနဲ့ပေါင်းလို့မိကောင်းဆွေကောင်းနဲ့ပေါင်းလို့နောက်မိကောင်းဆွေကောင်းနောက်အလွန်တော်တဲ့လူတွေနဲ့ပေါင်းရသင်ရတာအလုံးမမြင့်မြတ်တဲ့သဘောတွေကိုယ့်ဒီကိုအလွယ်တကူကူးဆက်တဲ့သဘောရှိတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတေယံတတိတမတ္တနောတဲ့နော်စရင်စေနာတိကိစေယတေယံတတိတမတ္တနောတဲ့ကိုနဲ့တူတဲ့လူကိုတဲ့တာတဲ့လူကိုမတွေ့ဘူးဆိုရင်တယောက်တည်းပဲဆွဆွမြဲမြဲနေနိုင်အောင်ကြိုးစားပါတဲ့ကိုတဲ့ညံ့တဲ့လူမကောင်းတဲ့လူတွေနဲ့တော့မပေါင်းပါနဲ့တဲ့ဘာလို့ဆိုမိုက်မဲတဲ့လူမှာပေါင်းသင်းစရာအကြောင်းဘာမှမရှိဘူးတဲ့ဒါပြည့်ပြည့်သားသားပြောထားတာပဲဟုတ်လားသဘောပေါက်လားဦးဇင်းခုပြောတာဟုတ်နော်ကိုတဲ့သီလသမารိပညာတာတဲ့လူဒန်းတူလူကိုမတွေ့ဘူးဆိုရင်တော့ကိုတယောက်တည်းပဲဆွဆွမြဲမြဲနေနိုင်အောင်ကြိုးစားပါနော်ညံ့ရှင်းတဲ့လူမှာပေါင်းသင်းစရာအကြောင်းဘာမှမရှိဘူးဟုတ်ဆိုလူမိုက်တွေကိုပေါင်းရတာကအများကြီးအကုသိုလ်ဖြစ်ရတယ်ပေါ့ဆိုတော့ကပိဋကပေါင်းသူတော်တို့ဦးဇင်းတို့ပြောခဲ့တယ်ဒီတရားလေးတွေကစန့်ကျင်ဘက်ကလေးတွေပါနော်ကောင်းတာကိုနားလည်ရင်မကောင်းတာကိုလည်းနားလည်ဖို့လွယ်သွားတယ်ပေါ့ဆိုရပါစို့မိကောင်းဆွေကောင်းနဲ့ပေါင်းရလို့တဗ္ဗဒုက္ခပမုစ္စတိဆင်းရဲဒုက္ခအလုံးလွတ်တယ်ပြောတယ်အဲ့လိုဆိုလို့ရှိရင်မိယုံမှာဆွေယုံမှာနဲ့ပေါင်းရင်တော့ဆင်းရဲဒုက္ခအလုံးဖြစ်လိမ့်မယ်လို့ပြောရုံမရှိတော့တယ်ဟုတ်တယ်မဟုတ်လားယုံမာတဲ့လူနဲ့နော်စိတ်မကောင်းတဲ့ပုံကိုယ်တွေနဲ့ပေါင်းရသင်ရတာအကုသိုလ်လွန်စွာမှဖြစ်လွယ်တယ်ပေါ့နော်သူတို့လုံနေတာပြောနေတာသူတို့တွေးနေတာကိုကြည့်ပြီးတော့ကို့မှာအလိုလိုနေရင်းနဲ့အကုသိုလ်ဖြစ်ရတယ်ဟုတ်ရဲ့လားဒါပေတဲ့ပေါင်းသူတို့ကောင်းတို့ဘဝမှာဒါတွေကလက်တွေ့သိနိုင်တဲ့အရာတွေပါဟုတ်လားတတိကလေးထားဖို့တော့လိုမယ်ပေါ့နော်ဘလို့အနေထားမျိုးမှာငါရဲ့စိတ်ဘလို့ဖြစ်လာတော့ဘလို့လူတွေနဲ့တွေ့လို့ရှိရင်ငါဘလို့ခံစားရတော့ဘလို့စိတ်တွေဖြစ်လာတော့ဒါတတိထားနိုင်မှသိတာနော်တကယ်ကြီးမိုက်ဗျာတချို့တကယ်တော်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ရလို့ရှိရင်အလိုလိုနေရင်းနဲ့ကို့မှာအိုးဟုတ်လိုက်တာကိုယ်တိုင်ကိုပဲသူ့ရဲ့ဟုတ်တဲ့ကောင်းမြတ်တဲ့ဓာတ်တွေကကုသတာကိုခံစားရတယ်ပေါ့ကုသလာတာကိုခံစားရတယ်ပေါ့အဲ့လိုပဲယုံညံ့တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ရင်လည်းသူတို့ရဲ့ယုံညံ့မှုကကိုယ့်ကြီးကိုကုသလာတာကိုခံစားရတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အသေဝနာသဘာလနံပဋိတန်နေသသေဝနာအလွန်တရာမှအခြေခံကြတဲ့ဒီတရားကိုကြည်ကြည်ပြန့်ပြန့်နားလည်ဖို့လိုမယ်ပေါ့ဟုတ်လားလူမိုက်ကိုမပေါင်းရဘူးပညာရှိကိုပေါင်းရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမဘလောက်ထိကျေပြန့်တယ်လဲပြည့်စုံအောင်သိဖို့ဆိုတာမလွယ်ပါဘူးဒါဦးဇင်းတို့လည်းပြည့်စုံအောင်သိဖို့ဆိုတာဘလို့မှမမျှော်မှန်းနိုင်နေတဲ့အနေအထားပါဟုတ်ရဲ့လားလူမိုက်ကိုမပေါင်းရဘူးဘာကြောင့်မပေါင်းရမှာတော့ပညာရှိကိုပေါင်းရမယ်ဘာကြောင့်ပေါင်းရမှာတော့ဒီအကြောင်းပြချက်ကိုပြည့်စုံအောင်ပြောဖို့ဆိုတာဦးဇင်းတို့ရဲ့ဉာဏ်နဲ့ဘလို့မှမဖြစ်နိုင်သေးပါဘူးဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မိကောင်းဆွေကောင်းကိုပေါင်းရလို့အလုံးစုံသောဆင်းရဲဒုက္ခကလွတ်မယ်လို့မြတ်စွာဘုရားဟောထားတယ်။ကြောင်းမြန်ကလေးလှမ်းပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်မိယုတ်ရွှေယုံနဲ့ပေါင်းမယ်ဆိုရင်တော့အလုံးစုံသောဆင်းရဲဒုက္ခတွေဖြစ်လာနိုင်တယ်။ဟုတ်လား။ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကအပြင်ဘက်ကနေပြီးတော့တတ္တဝါတွေကိုအကျိုးမဲ့များစွာကိုဖြစ်စေတဲ့တရားတွေဘာလဲလို့မေးရင်ပပမိတ်တတာမိတ်ရွှေယုတ်ရှိတဲ့အနေအထားဟုတ်လား။အပြင်ဘက်ကနေပြီးတော့ကိုယ့်ကိုများစွာအကျိုးစီးပွားဖြစ်ထွန်းစေမဲ့အရာဟာဘာလို့ဆိုတော့ကလျာဏမိတ်တတာမိတ်ကောင်းဆွေကောင်းရှိတဲ့အနေအထားကိုယ့်ပုံမှာမူတည်တယ်နော်ဟုတ်လားတတ္တဝါဆိုတာတူရာဆူရတာဓာတ်ဆိုတာတူရာဆူတာဟုတ်လားဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကဟောတာရှိတယ်ယဟန်တို့တဲ့ရှင်သာရိပုတ္တရာရဲ့နောက်မှာလိုက်နေတဲ့ယဟန်တွေအကုန်လုံးဟာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးပဲတဲ့ရှင်သာရိပုတ္တရာလည်းဉာဏ်ကြီးတာကိုဟုတ်လားရှင်မောက္ကလန်နောက်မှာလိုက်နေတဲ့ယဟန်တွေအကုန်တကူကြီးတဲ့ယဟန်တွေကြီးပဲတဲ့ဓာတ်ဆိုတာတူရာစုပုံကလေးကိုပြောတာနော်ဟုတ်လားရှင်အနန္ဒာနောက်လိုက်တဲ့ယဟန်တွေအကုန်လုံးဟာဘုဒ္ဓတများတာကြီးပဲရှင်မာကတ္တဗနောက်လိုက်တဲ့ယဟန်တွေအကုန်လုံးဒူရင်ဆောင်ကြီးပဲတဲ့ရှင်ဒေဝရတ်နောက်လိုက်တဲ့ယဟန်တွေအကုန်လုံးအလိုဆိုးရှိတဲ့ယဟန်ကြီးပဲလို့အဲ့လိုမြတ်စွာဘုရားဟောတာရှိဟုတ်လားဒါကြောင့်တူရာစုတာကိုယ်ဘေးမှာမိတ်ရွှေရုပ်ရှိနေတယ်ဆိုရင်အဲ့ဒီမိတ်ရွှေရုပ်ကိုကမဖြစ်နိုင်ဘူးဆိုရင်ကိုယ်မှလည်းပဲအဲ့ဒါလို့ရုပ်မာတဲ့သဘောဓာတ်တဘာဝတစ်မျိုးတော့ရှိနေလို့သူ့ကိုမခွာနိုင်တာ
ဒါနာလေကိုလိုတယ်ပေါ့ဟုတ်ရဲ့လားဘာလို့ဆိုတစ်ဖက်သားကြီးအပြစ်တင်နေမှာဆိုလို့ကိုကသူ့ကိုမခွာနိုင်ဘူးဆိုတာကိုကစဟိုသူ့ကိုကြိုက်နေတဲ့သဘောမရှိဘူးလားရှိတယ်အဲ့ဒါကိုကဘာလို့မကောင်းတဲ့သဘောဟုတ်ရဲ့လားဒါကြောင့်ကိုပဲကောင်းစွာပြင်ဆင်ပြီးတော့မိကောင်းရွှေကောင်းရအောင်ရှာကြရမယ်ဆိုနိုင်ဘူးလားဗျာဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့အပြင်ဘက်ကအကြောင်းတရားတတွဲမေယုတ်ရွှေယုတ်ရှိခြင်းနဲ့မိကောင်းရွှေကောင်းရှိခြင်းအဲ့တော့ဦးဇင်းတို့ဒီကနေ့ညအကျိုးမဲ့ခြင်းနဲ့အကျိုးရှိခြင်းကိုဖြစ်စေသောအကြောင်းတရားများဆိုပြီးတော့နော်အကျိုးမဲ့ခြင်းနဲ့အကျိုးရှိခြင်းဤအကြောင်းတရားများဆိုပြီးတော့အတွင်းမှာဖြစ်နေတဲ့အကြောင်းတရား14မျိုး9တွဲပြောလိုက်တယ်နော်အပြင်မှာဖြစ်နေတဲ့အကြောင်းတရား2မျိုးတွဲပြောလိုက်တယ်အဲ့တော့အလုံးအတွင်းနဲ့အပြင်နဲ့ပေါင်းမယ်ဆိုလို့ရှိရင်10တွဲ16မျိုးဖြစ်မယ်ပေါ့ဟုတ်လားဒါကြောင့်ဒီကနေ့တဘာဝတရားတွေအကျိုးမဲ့ခြင်းအကျိုးရှိခြင်းဆိုတဲ့တရားတွေဟာအကြောင်းမဲ့ဖြစ်နေတာမဟုတ်ပါဘူးလို့နေတိုင်းပိုင်းမှာစပြီးတော့ဦးဇင်းတို့ပြောခဲ့ပါတယ်ဟုတ်ရဲ့လားအကြောင်းတရားကိုအခြေခံပြီးတော့ဖြစ်ကြတာအကျိုးမဲ့တဲ့အကြောင်းတရားတွေရှိမယ်ဆိုရင်အကျိုးမဲ့မှာပဲအကျိုးရှိစရာအကြောင်းတရားတွေရှိမယ်ဆိုရင်အကျိုးရှိမှာပဲဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပမာဒဆိုတဲ့မေလျော်ခြင်းတရားနဲ့နေမေဟုတ်လားကောတိဇဆိုတဲ့ပြင်းခြင်းတရားနဲ့နေမေမဟိဆဆိုတဲ့အလိုကြီးမှုတွေနဲ့နေမေအတ္တန်တုဋ္ဌိတဆိုတဲ့မယောင်ရဲမတင်းတင်မှုတွေနဲ့နေမေဟုတ်လားအယောနိတောမရတိကာရနှလုံးသွင်းမှားရမှုတွေနဲ့နေမေဟုတ်လားပြီးတော့ပါတော့အတ္တပစဉ္ညာအစဉ္ဉာဏ်ပညာဘာမှမရှိဘဲနဲ့နေမေဟုတ်လားပြီးတော့အနုယောဂကုသလအနုယောဂအကုသလနော်အကုသိုလ်ကိုအထုတ်ပြီးတော့ကုသိုလ်ကိုအမထုတ်ဖဲနဲ့နေမယ်ဆိုရင်ဒါအတွင်းထဲကအကြောင်းတရားတွေတော်တော်ညံ့နေပြီပေါ့ဒါအကျိုးမဲ့တွေဖြစ်တော့မယ်သာသနာမြန်မြန်ကွယ်တော့မယ်ဟုတ်လားပြီးတော့ဘာလို့မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်ပြီးတော့ဖြစ်ပြီးသားကုသိုလ်တွေဆုတ်ယုတ်တော့မယ်အပြင်ဘက်ကအကြောင်းတရားကျတော့ဘာပြောထားတော့ပါပမိတ်တာမိတ်ဆွေရုပ်ရှိမယ်ဆိုရင်သာသနာမြန်မြန်ကွယ်မယ်အကျိုးမဲ့တွေလည်းများစွာဖြစ်မယ်မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်ပြီးသားကုသိုလ်တရားတွေဆုတ်ယုတ်သွားမယ်အကြောင်းတရား10မျိုးအကျိုးမဲ့ခြင်းရဲ့အကြောင်းတရားပေါ့ဟုတ်လားအကျိုးရှိခြင်းရဲ့အကြောင်းတရားကျတော့ဘာလဲတော့အပမာဒမမေ့မလျော်မှုရှိမယ်ဝိရိယကြိုးစားအထောက်မှုရှိမယ်အပိစ္ဆအလွန်နည်းမှုဆိုတဲ့ဂုဏ်ရှိမယ်ဟုတ်လားတန်တုဋ္ဌိရောင်ရဲခြင်းဆိုတဲ့တရားရှိမယ်ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ခြင်းဆိုတဲ့တရားရှိမယ်တမ္ပစင်ညတမ္ပစင်တရားအစဉ်ချင်းတရားရှိမယ်ဟုတ်လားပြီးတော့ကုသိုလ်ကိုအာထုတ်ခြင်းအကုသိုလ်ကိုအာမထုတ်ခြင်းဆိုတဲ့တရားလည်းရှိမယ်ဒါကအတွင်းအကြောင်းတရား9ပါးအပြင်ဘက်ကအကြောင်းတရားကတော့ဘာလို့ကလျာဏမိတ်တာမိတ်ဆွေကောင်းရှိမယ်ဒီလိုဆိုလို့ရှိရင်တော့မဟာတောအထာယသဝတ္တိလို့ဆိုတဲ့အတိုင်းအများကြီးအကျိုးစီးပွားတွေဖြစ်ထွန်းလိမ့်မယ်သာသနာလည်းအကြာကြီးတည်လိမ့်မယ်မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပြီးတော့ဖြစ်ပြီးသားအကုသိုလ်တရားတွေလည်းဆုတ်ယုတ်သွားလိမ့်မယ်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ကိုယ့်ဘဝကိုအကျိုးမဲ့စေချင်တာလားအကျိုးရှိစေချင်တာလားဆိုတဲ့မေးခွန်းကတော့မေးစရာလိုမယ်မထင်ပါဘူးဟုတ်လားအလုံးဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်အကျိုးရှိခြင်းကြတဲ့အကျိုးမမဲ့ခြင်းကြတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်မှာပါနော်သို့တော်လည်းပဲကိုယ့်ရဲ့ဆန္ဒကအကျိုးမမဲ့စေခြင်းလို့လည်းပဲအကျိုးရှိခြင်းလို့လည်းပဲနော်အကျိုးမဲ့ကြောင်းတရားတွေပဲရှိမယ်ဆိုတော့အကျိုးကတော့ရှိမှာမဟုတ်ဟုတ်လားအကျိုးရှိကြောင်းတရားတွေဖြစ်အောင်လုပ်မှအကျိုးတွေကဖြစ်ထွန်းလာမှာအကျိုးစီးပွားတွေကဖြစ်ထွန်းလာမှာဒါကြောင့်ဒေသပေါင်းတော်ကောင်းတို့ဒီအကျိုးစီးပွားမဲ့ပြီးတော့အရာများကိုဖေရှားပြီးတော့အကျိုးစီးပွားဖြစ်ထွန်းစေသောအကြောင်းတရားများကိုဖြစ်ပေါ်အောင်ကြိုးစားအထောက်နိုင်ကြတဲ့နောက်ဆုံးမဉ္ဇဉ်ဘုညံမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်သည့်အထိနော်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အကျိုးမဲ့ခြင်းနဲ့အကျိုးရှိခြင်းဤအကြောင်းတရားများဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့ဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မ ानु ဘာဝေနတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုခိဝန္တုတိဒေတုမဂ္ဂင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းတဲ့ပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘုရားရှင်ကိုရောမြတ်တို့ရဲ့ဒ
ကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မနုဘဝေနမေလီတံပုလိတံနိဗ္ဗာန်တေတယောသောသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသာဝတံအနုဘဝေနမေကထံလေးရောက်ပလက်တံလေးရောက်သောသောရှေတော်ရိယတံအရှင်မြတ်တို့နှင့်တကွာတိလဂုံသမာဓိဂုံပညာဂုံတို့နှင့်ပြည့်စုံတော်မူရတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း